နေကောင်းကြရလားလူမေးရမှာမမေးရမလားစဉ်းစားနေတာကောင်းပါတယ်ဗျာဟုတ်ကဲ့ဒီကောင်းပါတယ်မေကောင်းပါတယ်နေကောင်းပါတယ်လို့ပြောတဲ့ခါကျတော့ဝင်းသားပါလေဒါပေမဲ့နေကောင်းပါတယ်လို့ပြောလို့ရှိရင်တိကျပါမလားလို့စဉ်းစားရသေးတာပေါ့နော်အဲ့တော့ဒီနေ့မှဆက်ရှင်ဒါကတော့ပထမဦးဆုံးအကြိမ်ပေါ့နော်ဒီကိုဗစ်ယောဂါကိုကူးခဲ့တဲ့ကျမတို့ပြည်သူတွေနဲ့ဆွေးနွေးတာဖြစ်ပါတယ်အဲ့တော့ဟုတ်ကဲ့ပါအဲ့ဒါအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ဒီအချိန်မှာတချို့တွေကတိတ်ပြီးအကြောက်လွန်နေကြတယ်တိတ်ကြောက်တယ်ပေါ့နော်တိတ်ကြောက်ပြီးတဲ့အခါကျတော့ရန်လိုတဲ့စိတ်တွေပါဖြစ်လာတာပေါ့သူတို့ကိုကုစေမဲ့လူတွေနဲ့ဆိုရင်မလာစေချင်ဘူးပေါ့ဥပမာကိုယ့်အိမ်ကိုဒါမှကိုပြန်ဖို့ခက်နေတဲ့လူတွေလည်းရှိတယ်ဒါကြောင့်မလို့နောက်တချို့ကြတော့လေပေါ့လွန်အားကြီးတယ်ဖြစ်မှာမဟုတ်ပါဘူးဆိုပြီးတော့အဲ့ဒီစိတ်ထားရှိကြတယ်အဲ့တော့တကယ်ပဲပေါ့နော်ဖြစ်ခဲ့တဲ့လူတွေကကူးခဲ့တဲ့လူတွေကနေပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုသင်္ကတ်တဲ့နေဘယ်လိုသင်ခန်းစာတွေယူသင့်နေဆိုတာကိုအဲ့ဒီဟာကိုကျမတို့ကနေအဓိကထားပြီးတော့ပြောချင်တာပါအဲ့တော့ပထမဦးဆုံးအနေနဲ့တော့အားလုံးသိကြတယ်ပေါ့နော်ကျမတို့ပထမဦးဆုံးကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ကိုတောင်ဆွမ်းခိုင်နဲ့ပြောချင်ပါလေဟုတ်ကဲ့ပါမယ်ပထမဦးဆုံးအနေနဲ့တော့ဒီလိုဖြစ်နေပြီဆိုတော့ကိုဘယ်လိုခံစားရလဲပေါ့နော်နောက်ပြီးတော့အဲ့ဒီအခုဆိုလို့ရှိရင်တလကျော်သွားပြီဟုတ်ကဲ့23ရက်နေ့မှစဒီနေ့က25ရက်နေ့ဆိုတလကျော်သွားပြီအဲ့တော့အဲ့ဒီအချိန်ကာလအတွင်းမှာဖြတ်ကျော်ခဲ့တယ်ဘယ်လိုဘာတွေကအင်အားဖြစ်စေလဲပေါ့နော်ဘာတွေရှောင်တဲ့လဲဆိုတာကျမတို့ပြည်သူတွေကနေပြီးတော့သင်ခန်းစာယူနိုင်အောင်လို့ပြောပြပေးပါလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေဒီလိုပြောကြီးဒီလိုအခွင့်အခါကောင်းပြင်ဆင်ပြတဲ့ဖျားတခဲရဲ့ကျေးဇူးတော်ကိုစီးဥစွာချီးမွမ်းလို့ပါတယ်ပြီးတော့ကျွန်တော်အမေရဲ့မျက်နှာမြင်လိုက်တဲ့ခါမှာကျွန်တော်စိတ်ထဲမှာတကယ်ပဲအတိုင်းမသိဝမ်းသာပါတယ်ဒီတိဖြစ်နေပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီတိတင်စီယုံမှာအခုတလနဲ့ခုနှစ်ရက်တလနဲ့တပတ်တိရှိပါတယ်အခုတိတင်စီယုံရောက်လာတဲ့ကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဆရာဝန်ဆရာမတွေနဲ့တိတင်မှာရှိတဲ့စီယုံအုပ်ရဲ့တမတော်ရဲ့ဆရာမတွေရဲ့ဂရုစိုက်မှုနှွေးထွေးမှုသူတို့ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်နှွေးထွေးခံစားရပါတယ်ပြီးတော့ကျွန်တော်တစ်ချက်ပြောချင်တာကတော့ကျွန်တော်တရက်တာဖြစ်တဲ့ခါမှာဗမာလူမပြေတာလေးတွေရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒါဒီတိခံခလို့ပြီးပါလို့စီဆိုတောက်ပါလို့ပါတယ်နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီစီရောက်တာနဲ့ဘယ်လိုထိတွေ့ခံစားလဲဆိုတော့ကျွန်တော်နေ့တိုင်းအဖျားတိုက်တယ်ပြီးတော့မနေ့တခါညတခါတိတင်စီရောက်တာနဲ့ဆေဝဆမတွေရဲ့နှွေးထွေးမှုလည်းရတယ်ပြီးတော့သူတို့ကကောင်းမွန်ပြုစုပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဖျားလည်းမရှိတော့ဘူးအဲ့ဒါနဲ့ကျွန်တော်မနေ့တခါညတခါကျွန်တော်report လုပ်ပြပါတယ်အဲ့ဒီအဖျားလည်းလုံးဝမရှိဘူးဘာလက္ခဏာမှမရှိဘူးဆိုတော့ဖျားတကယ်ရဲ့ကြီးတော့ချင်းဝမ်းပါတယ်အဲ့ဒါကြောင့်ဒီစီယုံရောက်လာတဲ့ကျွန်တော်စိတ်ချမှုရရှိလို့ကျွန်တော်အခုချိန်ထိအားလုံးရတဲ့တိုင်းပါပဲကျွန်တော်ဘူဝတလူပါပဲစားလို့လည်းကောင်းတယ်အိတ်လို့လည်းကောင်းတယ်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဘယ်လိုခံစားလဲဆိုတော့ကျွန်တော်မနေ့ထားတာနဲ့မနေ့9နာရီထားပါတယ်မနေ့ဆိုရင်9နာရီခွဲလောက်ထားပြီးတော့မှကျွန်တော်ကျန်းစာဖတ်တယ်စုတောင်းတယ်အဲ့ဒါစုတောင်းပြီးတာနဲ့ကျွန်တော်ရဲ့ BP ပေါ့နော်သွေးပေါင်ချိန်တာ SPO2 ပြီးတော့အဖျားတိုက်တာအဲ့ဒီ3ခုစလုံးလုပ်ဖြစ်ပါတယ်သွေးပေါင်ချိန်ကောင်းရဲ့လားဟုတ်ကဲ့ကောင်းပါတယ်အားလုံးအဆင်ပြေပါတယ်ဒီထက်ချီပေါ့နော်တလနဲ့တပတ်အလုံးကိုအဖျားလည်းဘာမှမရှိပါဘူးဖျားတကယ်ရဲ့ကြီးတော်အကြောင်းပါပဲအဲ့ဒါပထမဦးဆုံးချိန်မှာပေါ့နော်ဒီလိုကိုဗစ်ရောဂါပိုးရှိတယ်လို့ပြောလိုက်တဲ့အခါကျတော့ဘယ်လိုခံစားရလဲစိတ်ထဲမှာစိုးရင်ပူပန်ဖြစ်သလားဒါမှမဟုတ်တည်ငြိမ်နဲ့ပဲရင်ဆိုင်စရာရှိတာရင်ဆိုင်မယ်ဆိုပြီးတော့အဲ့ဒီလိုယက်တည်ခဲ့တာဟုတ်ကဲ့စိတ်ထဲမှာတော့တည်ငြိမ်ပဲခံစားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အသက်ရှင်တဲ့ဖခင်ကကျွန်တော်မအတူပါရှိတယ်အမန်နူလာဖခင်ဆိုတာရှိပါတယ်အဲ့ဒါကြောင့်ဖခင်ကကျွန်တော်ကိုခေါ်လာပြီးတယ်ကျွန်တော်ဒီငငယ်နဲ့ပဲဖြစ်တမ်းမယ်ကြော်လွှားမယ်ဆိုတဲ့စိတ်ထားရှိပါတယ်နောက်ပြီးတော့ဥစ္စာဒီဆေးရုံကိုရောက်သွားတဲ့အခါကျတော့ဆရာဝန်တွေဆရာမတွေက
ကြိုဆိုတဲ့အခါမှာစိတ်အသက်သာရအောင်သူကြိုဆိုရလားသူသိပြီးတော့စိတ်တွေပါစိတ်ပူပန်တွေတောက်ကတွေပါမဖြစ်အောင်လို့သူတို့ဆရာမတွေကဝိုင်းပြီးတော့နှစ်သိမ့်ပေးကြလားဟုတ်ကဲ့နှစ်သိမ့်ပေးပါတယ်သူတို့ကအာတိစကားလေးပြောတယ်သူတို့ကနွေးနွေးချွေချွေနဲ့စစ်ဆန်တယ်ကျွန်တော်သူတို့ရဲ့မျက်နှာကိုကြည့်ချင်တာဖြင့်ခေါ်နာရရှိပါတယ်ဒီတင်စီယုံကြီးကိုဒီတင်စီယုံအုပ်နဲ့ဆရာမဇမ်ချင်းနဲ့ sister ဇမ်ချင်းနဲ့တကွတမတော်ဒီအပေါ်မှာထူးကျေးဇူးတင်ရှိပါတယ်သူတို့ရဲ့နွေးနွေးချွေချွေစစ်ဆန်ချင်တာဖြင့်ကျွန်တော်အရန်ပဲဒီဖြစ်တယ်ခေါ်နာရရှိခဲ့ပါတယ်ဒါနဲ့ဒါလည်းအပြန်အလှန်နဲ့တူပါတယ်ဘာဖြစ်လို့လဲဆိုတော့တိတိယဆရာဝန်ကြီးနဲ့ပြောတော့ပြောခဲ့တယ်တိတိယဆရာဝန်ကြီးကကိုတောင်ဆွမ်းခိုင်ကအရန်ပူအောင်ဆောင်ရထားပဲပေါ့နော်ဆက်ဆံရတာသိကောင်းတာပဲသိပြီးတော့သူတို့အတွက်ကျင်းဆရာကောင်းတဲ့လူနာတယောက်ဖြစ်တယ်လို့ပြောသွားပါတယ်အဲ့တော့ဆက်ဆံရေးဆိုတော့အပြန်အလှန်ပေါ့နှစ်ဖက်စလုံးကနေပြီးပူအောင်ဆောင်ရခြင်းနဲ့စိတ်နှစ်ဖက်စလုံးကနေပြီးတယောက်ပေါ်တယောက်ယုံကြည်တဲ့စိတ်ရှိတယ်ဆိုတော့ပို့ပြီးတော့ယောဂမြန်မြန်တက်တာမယ်လို့ထင်မိပါတယ်။နောက်ဦးသားအမေကလည်းကူးနေတယ်နော်။နောက်တော့တချို့တွေကူးနေတဲ့ခါကျတော့သူတို့အတွက်ကောသားစိုးရိမ်မှုရှိလား။ဟုတ်ကဲ့သူတို့တော့ကောင်းပါတယ်သူတို့လည်းနေ့တိုင်းကျွန်တော်လူပဲအဖျားတိုက်တယ်ဒီထက်ထီစီတေးတင်စီယုံမှာရောက်ကလေးကဒီနေ့ထက်ထီတော့ဘာမှလက္ခဏာမပြပါဘူးအဖျားလည်းမရှိဘူးပြီးပေါင်ချိန်တာလည်းကောင်းတယ် SPO2 တိုက်တာလည်းအကုန်လုံးကောင်းပါတယ်ရတကယ်ရဲ့ကြီးတော့ကျန်းပါပဲဒီအိမ်စီမှာဆိုရင်ဆရာဝန်ကြီးပြောသွားတာပေါ့နော်တချို့လိုအပ်တဲ့ check လေးတွေရှိတာပေါ့ဥမာဆိုရင် ICU unit လိုအပ်တာတို့နောက်ပြီးတော့ဒီကုသယောဂါတွေအတွက်တတ်ထားနိုင်မှုအတွက်ပြင်ဆင်မှုတွေလိုအပ်တာတို့ဘာလို့ပြောသွားတဲ့အခါမှာအဲ့ဒီဟာပြောသွားပြီးတဲ့အခါကျတော့အလှရှင်တယောက်ကလည်းပေါ်လာပါတယ်တိတိဆေးရုံအတွက်အလုံးသူတောင်းဝင်ယူပေးပါမယ်တဲ့အဲ့ဒီနေ့အဖြစ်ပြောမယ်ဆိုလို့ရှိရင်ဒါမှဒီယောဂဖြစ်တယ်ဆိုတာတစ်ဖက်ကကြည့်ရင်တော့ဒါမကောင်းမှုလို့လည်းပြောရင်ရတာပေါ့ဒါပေမဲ့ဒီယောဂဖြစ်ပြီးတော့ဒီတိတိဆေးရုံမှာတက်လာရတဲ့အတွက်တိတိဆေးရုံအတွက်လည်းကျိုးရှိသွားတဲ့သဘောလည်းဖြစ်ပါတယ်အဲ့နောင်ကြလို့ရှိရင်တိတိဆေးရုံမှာတက်မဲ့လူနာတွေအတွက်လည်းကောင်းသွားတာပေါ့အဲ့တော့ချင်းပြည်နယ်အတွက်ကောင်းတယ်စင်တာမေတို့နိုင်ငံတနိုင်ငံလုံးအတွက်ကောင်းတာပဲအဲဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ပေါ့နော်ကိုကအများကိုအကျိုးဖြစ်အောင်လို့လုပ်နိုင်တဲ့အခွင့်အရေးကတော့လူတိုင်းမှာရှိတာပဲလူတိုင်းမှာရှိတာပဲဒါမှမဟုတ်တချို့ကနေပြီးယောဂကူးသွားတယ်ဆိုရင်ကိုကနေတခြားလူတွေပဲကူးရဆိုပြီးစိတ်မကောင်းဖြစ်နေတဲ့လူတွေရှိတယ်တချို့ကလည်းယောဂကူးတဲ့လူကသူတို့ယောဂပေးတော့မလို့နဲ့တရားခံလို့မြင်တဲ့လူတွေကလည်းရှိတယ်ပေါ့နော်တကယ်တော့ဒီလိုမဟုတ်ပါဘူးဘလူပဲအခြေအနေရဘာပဲဖြစ်သွားကိုကနေပြီးတော့စေနာရှိလို့ရှိရင်မှန်မှန်ကန်ကန်ရပ်တည်နိုင်လို့ရှိလို့ရှိရင်တော့အများကိုပြုနိုင်ဖို့အခွင့်အရေးရတော့ရလာမှာပဲအဲ့တော့ဒါတိတိဆေးရုံမှာတက်လာရတဲ့အတွက်တိတိဆေးရုံကအဆင့်ပိုပြီးမြင့်သွားမယ်နောက်ပြီးတော့နောက်ကျလို့ရှိရင်ဒါတို့ချင်းပြည်နယ်ကပြည်သူလူထုအတွက်ပို့ပြီးတော့ကျန်းမာရေးကုသမှုပေးနိုင်မယ့်အခြေအနေရှိသွားတာပေါ့အဲ့တော့ကျန်းမာရေးကုသမှုဆိုတော့အခုဒီနေ့မျိုးနဲ့တွေ့တဲ့အထက်မှာဆိုရင်တော့ဒေါက်တာမြင့်မြင့်စင်ကတော့ဆရာဝန်မပေါ့နော်ဆရာဝန်မကြီးဆိုတော့ကျန်းမာရေးကုသမှုဘက်ကမေးချင်တာလေးတွေလည်းရှိတယ်ပထမဦးဆုံးအနေနဲ့အခုသမီးနဲ့ဒီလိုပြောနိုင်မှုအတွက်ကိုဒီကအခုတည်းပေါ့နော်ဆေးရုံထဲမှာစောင့်ကြည့်လူနာတယောက်အနေနဲ့ရှိနေတယ်အဲ့တော့ဒီလိုပြောနိုင်ဖို့အတွက်ကျန်းမာရေးဘက်ကနေပြီးလုံခြုံမှုရှိအောင်ဘယ်လိုအစီအစဉ်တွေလုပ်ရလဲကျေးဇူးတင်ပါတယ်အမပဲပြောရစီ။ဘာလို့အမရဲ့မျက်နှာကိုမြင်လိုက်နေဆိုကျွန်တော်ကအရာတစ်ခုကရနေပြီသားပါ။ကျမကပေါ့နော်လူနာပထမဆရာဝန်ပေါ့အခုလူနာဖြစ်သွားတာ။ဆိုတော့နှစ်ဖက်စလုံးရဲ့ site ကနေကြည့်ပြီးတော့ကျမပြောချင်တာလေးရှိပါတယ်။အဲဆိုအမခုနကပြောသလိုပဲတင်ရစာပြောမယ့်ဟာတွေအားနည်းချက်တွေကျမတို့ကပို့ပြီးတော့ဒီဟာတွေလည်းပို့ပြီးသိပါတယ်။ဆိုတော့အခုကျမဖြစ်တဲ့ဖြစ်စဉ်ပေါ်မှာမူတည်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျမလူနာကခေါမျိုးနေတာထွေဦးရဲ့မင်းလူပါပဲသူကအတက်လက်ပိုင်းယောက်ျားတစ်ယောက်နေနဲ့ဝါဖြိုးတဲ့လူနာတစ်ယောက်နေနဲ့ဆိုးဝါးတဲ့ကိုဗစ်လူနာမျိုးစားရမှာပါပါတယ်အဲ့ဒါကိုသူ့ရဲ့ဓာတ်မှန်ကိုကျမတို့တွေ့ရတဲ့အချိန်မှာကျမကဒီလူနာဟာ48နာရီလောက်အတွင်းမှာ ICU ထဲကိုရောက်လာနိုင်နေဆိုတာကိုကျမခံမှန်းမိတဲ့အတွက်isolation ward မှာ
ချိကလေးဟိုကကျမတို့က data တွေကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ကိုယ်တိုင်သွားကြည့်ဖို့ကတော့အဲ့ဒီအချိန်မှာ PPE ခက်ခဲရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုကျမလုပ်နေတဲ့ပြည်စည်းုံကြီးမှာကျမတော့မေးစင်း2ယောက်ပဲရှိပါတယ်။ကျမနဲ့ကျမလက်ထောက်နဲ့2ယောက်ပဲရှိပါတယ်။အဲ့ဒီ2ယောက်ကပြည်ကရင်900ဆေးရုံမှာလွန်ခဲ့တဲ့3နှစ်လောက်ကကျမတို့က24နာရီကြိုတစ်လက်စီဆိုင်ရတာဖြစ်ပါတယ်။ ventilator ၄လုံးကတော့ကျမလွန်ခဲ့တဲ့3နှစ်လောက်ကကျမပြင်ဆင်ထားပြီးတော့ကောင်းကောင်းမွန်မွန်လေးပတ်ပြီးတော့ကျမနိုင်တဲ့ ICU case တော်တော်များများကိုကျမဆောင်ရွက်ပြီးတော့စောင့်ရှောက်ပေးခဲ့ပါတယ်။အဲ့ဒါကြီးအားလုံးကနေပြီးတော့စဉ်းနေပို့ထားခဲ့ပါလားစဉ်။ဒါပေမဲ့အခု COVID ဖြစ်လာတဲ့အချိန်မှာ ICU COVID ICU ဆိုပြီးတော့လုပ်ဖို့အခန်းကတော့ကျမ February လလောက်ကကျမပြီးစီးနေပါပြီ။ကျမရဲ့ပြည်စည်းတွေကိုတင်ပေးနေရမှာချကြမယ်ဆိုပြီးတော့ကျမအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနေပါတယ်။ဒီတဲ့အခါမှာအဲ့ဒီကနေစတဲ့စီမံခန့်ခွဲမှုဟာအဲ့ဒီလူနာမဝင်ခင်ညကမှသာအကျဉ်းနေပြီးသွားတာဖြစ်ပါတယ်။အဲ့ဒါလည်းစေယုံအုပ်တွေတော်ကိုယ်လေးထွေအုပ်တွေCSO တွေအကုန်လုံးသူတို့တော်တော်လေးတက်တုံးကြိုက်ပြီးတော့လုံရင်းထဲမှာနောက်တစ်ခါ24နာရီနေဆက်ကိုလည်းအမြင်ရပဲလို့ခိုင်းရတာ။ဆိုတော့သဘောတရားအဲ့ဒါဒီတွေကဒီ central ကဒီကြားချက်တွေထုတ်ပေးနေတယ်ကျမတို့အဲ့လိုမျိုးလေးတွေခံရရှိပါတယ်။နောက်တစ်ခုကအဲ့ဒီလိုကျမဘက်က ventilator monitor တွေကျမပြင်ဆင်ထားပြီးမယ်လို့ ICU ရဲ့လက္ခဏာနဲ့ပြည့်စုံတဲ့အကျယ်ဝန်းလင်းရောင် air condition နော်အဲ့ဒါတွေအပြင်လိုအပ်တဲ့နေရာထိုင်ခင်းဟာပြည့်စုံအောင်မလုပ်နိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျမတို့တကယ်လက်တွေ့မှာတပူတွေဒူးတွေကြီးစွာတော့အခက်အခဲကိုရရဲဆိုတာကိုကျမတွေ့ခဲ့ပါတယ်။ကျမတို့ case ကပေါ့ဝေစာဦး case ပါနောက်တစ်ခုက treatment ဘိုင်းနဲ့ပြောမယ်ဆိုရင်လည်း treatment ဘိုင်းမှာ clinical management committee ဆိုတာရှိပါတယ်။အဲ့ဒါကျမတို့မြေကြီးဘက်ဆိုင်ရာလည်းဒီက PET ကိုစဉ်းစားကြပါတယ်။စဉ်းစားပြီးတဲ့အခါမှာဆိုင်ရာ professor ဆိုင်ရာဓမ္မတော်တွေနဲ့သူညှိနှိုင်းပြင်ပန်းတိုင်းတွေဆွဲပါတယ်။ချပေးပါတယ်။ပြီးတဲ့အခါကျတော့သူပြန်တော့ပါတယ်။ဒါပေမဲ့ဒီနာ guideline တိုင်းဖြစ်မလား။ဒီနာ guideline တိုင်းဖြစ်မလား။ညော်လဲလို့ဖြစ်မလာပဲနဲ့စောစောစီးစီးကိုစိုးရတဲ့အချိန်တွေရောက်လာတာအများတကောင်ချင်းဖြစ်ပါတယ်။အဲဒီလိုကိုဗစ်လူနာရှိပြီးတော့ကိုဗစ်လူနာစိုးရတဲ့အချိန်တွေရောက်နေတဲ့အချိန်မှာတော့ပြည်ကလေး900ဆေးရုံကြီးမှာပုံမှန်ခွဲစိတ်မှုတွေချပြီးတော့ရေးပေါ်ခွဲစိတ်မှုတွေလည်းပြုလုပ်ဖို့သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေကျမတို့ကရှိတဲ့နေချင်းတွေရဲ့အတိုင်းအတာပြည်နိုင်စုမှုတွေအပြီးမတတ်နိုင်ခဲ့ပြီပါဘူး။အဲ့လိုပဲဘိုးကနေပြီးတော့ထုံဖြန့်ဝင်လိုက်တဲ့ကြားချက်တွေရှင်းလင်းမှုမရှိတဲ့အငင်းပွားနေရတယ်ဖြစ်နေတာကြောင့်ပါ။ကျမတို့ကခွဲစိတ်ခန်းတွေမရက်နိုင်ပါဘူး။ခွဲစိတ်ခန်းမှာရှိတဲ့မြေလေးတွေရောဒီနာလူတွေရော off duty တွေပဲကျမတို့ stand by ဒီအခွဲပြီးတော့စတိုက်လုပ်နေရတာဖြစ်ပါတယ်။အဲဒါကြောင့်မို့ဒီ ICU ရဲ့ဝင်တဲ့အခါမှာ PPE က PPE ဝတ်ဆောင်အရေးကြီးဆုံးပါပဲ။ PPE ဝတ်ပုံချုပ်ပုံ N95 type fitness ဒါတွေအားလုံးအရင်အရေးကြီးပါတယ်။ဒါတွေအားလုံးကိုကျမတို့အရေးကြီးတဲ့အချိန်ပိုင်းကျမတို့ကောင်းကောင်းသိကျင့်ကြံရရတယ်ပေါ့။အဲ့ဒီအချိန်မှာအသက်ရှင်တော့1မိနစ်မှာ60ဖြစ်နေပါတယ်နော်။မထဲရင်ပြင်မှာပါ။သို့တော့အဲ့ထဲဖို့လိုအပ်နေတဲ့အချိန်မှာကျမတို့ PPE ရဲ့ဝတ်စုံပေးတော်လည်းပဲ PPE ပေါ်မှာရှိတဲ့လိုအပ်တဲ့စစ်ဆေးမှုတွေ video laryngoscope ဆိုတဲ့အထူးလိုအပ်ချက်တွေကျမတို့မရှိပါဘူး။လူရင်းကလည်းကျမနဲ့နေစင်းလက်ထောက်ပြီးရှိပါတယ်။အဓိကတော့ ICU staff ဆိုတာကျမမှမရှိပါဘူး။ ICU staff မရှိတဲ့ကြောင့်ကျမရဲ့ staff တွေအရန်တော်ပါတယ်။ local staff တွေသူကကျမရဲ့ hand on သင်ကြားမှုအောက်တွေမှာအနည်းဆုံးသူတို့တစ်နှစ်လောက်6လလောက်သူတို့လာပြီးတော့လေ့လာကြားထားတဲ့ဒါကျမပြောတဲ့အချိန်မှာသူကနောက်မဆုံးလက်မတောင့်ဘူးသူတို့ကဒီထဲကို PPE တွေဝတ်ပြီးထားပါတယ်သူတို့ကတစ်ချိန်ဝင်လို့ရှိရင်4နာရီလောက်ဝင်လာပါတယ်ကျမကသူတို့ဝင်တော့လည်းပဲသူတို့ကြောက်ပါတယ်ကြောက်တဲ့အချိန်မှာကျမသူတို့အားပေးနေကျမသူတို့နဲ့ handover တွေမှာကျမတနားရီလောက်ကျမအထက်မှာဆက်နေပြီးသူတို့ကနေနောက်တစ်ချိန်နေမှာချိန်များဆုံးနေရကျမပါပဲဆိုတော့အဲ့ဒီအချိန်မှာတကယ်အရေးခင်းဖြစ်လာတဲ့အချိန်မှာတက်ရှိပိုက်ကထည့်ရမှာထည့်ရမယ့်အချိန်ကိုရောက်နေပါပြီအဲ့ဒီအချိန်မှာကျမတို့2ယောက်တည်းနဲ့အဲ့ဒီဆရာမ2ယောက်နဲ့လူသမား1ယောက်နဲ့ဟာကျမတို့စူးစမ်းတဲ့အချိန်မှာခုနပြောတဲ့ video laryngoscope မရှိတာကြောင့်ကျမတို့ဘလို့မှမမြင်ရပါဘူးမ
မြင်ရကြမှာကျွန်မရှေ့မှာကထားတဲ့ IC ကိုဖယ်ပြီးတော့ကျွန်မဒုတိယကြိမ်စူးစမ်းပါတယ်စူးစမ်းတဲ့အချိန်မှာလည်းမရပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်မကူးစက်ခံရတာဖြစ်ပါတယ်အဲ့တော့ဒီလိုလူနာမျိုးကိုကျွန်တော်တို့ PPE မွေးဖက်နဲ့ပုံမှန်ချိန်တွေမှာစူးစမ်းမယ်လုံးဝအောင်မှာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးတွေဟာဒီလိုခြေတွေမျိုးတွေကအခုလိုဖောင်ကြီးလိုခြေတွေမှာအဲ့ဒါwell facilitated ဖြစ်နေတယ်အရန်ဝမ်းတာဒါပေမဲ့မျိုးနယ်တိုင်းနယ်ပြည်နယ်မှာဆိုရင်တော့ကိုယ့်ရဲ့လုံးပေါ်ကလည်းပြည်စည်းနေတာကိုယ့်လူမျိုးထပ်ပြီးတော့ထိရခိုင်မှာကျွန်မစိုးရင်တော့ပါတယ်နောက်တစ်ခုကကျွန်မရဲ့အခုအတူလုပ်တဲ့နော် ICU training ကို hand on နဲ့ရှိခဲ့တဲ့ staff တွေနဲ့စိုးရင်တော့ပါတယ်အဲ့ဒီတော့ကျွန်တော်တို့တစ်ဖွဲ့လုံးကိုကျွန်တော်တို့ soft test ပေးဖို့နောက်ထပ်မကူးစက်ဖို့ quarantine တောင်းပါတယ်လက္ခဏာပေါ်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့က aerosol generation လို့ခေါ်တဲ့ဒီလိုမျိုး high flow oxygen တွေပေးတာ nebulizer တွေပေးတာ suction တွေဆွဲတာတွေအားလုံးကဒီကလေးတွေက6ရက်9ရက်10ရက်3ရက်စလုံးမှာသူတို့ထိခိုက်ခဲ့တာဖြစ်ပါတယ်။နောက်သူတို့ဟာဒီ PPE ဝတ်စုံကို6နာရီ4နာရီလောက်ဝတ်ရတဲ့အခါမှာအဲ့ဒီချစ်တဲ့ချင်းနဲ့ဟာမင်းတို့မချော့အောင်မကရအောင်မထီအောင်ကျွန်မနောက်ကတောက်လျှောက်လိုက်ပြောနေတာဖြစ်ပါတယ်။ဒါသူတို့က familiar ဖြစ်တဲ့လူဟုတ်ပါအဲ့တော့အဲ့ဒီအတွက်ဒီမှာနောက်လူတွေဟာဒါတွေအများကြီးသိတဲ့တယ်လို့ကျွန်မယူဆပါတယ်ဒီလိုမျိုး tertiary hospital တွေမှာတော့အများကြီးလုပ်နေကျွန်မအရင်ဝန်တော့ပါတယ်အရေးပေါ်လုပ်တယ်ဆိုရင်လည်း ICU ကအခန်းတစ်ခန်းနဲ့မလုံလောက်ပါဘူးခုနကတော့အလူရှင်တွေကတူပဲဆိုတာလည်းအရင်ဝန်တော့ပါတယ်ဒါပေမဲ့သူတို့ knowledge ရှိလို့ပါတယ် negative pressure room ဆိုတာ air condition တိုက်ရုံနဲ့မလုံလောက်ပါဘူးနောက်တစ်ခုကအလင်းရောင်ကတကယ်ကိုပြည့်စုံလို့လိုပါတယ် air con တစ်လုံးတိုက်ရုံနဲ့လည်းအဆင်မပြေပါဘူးနောက်ပြီးတော့တယောက်နဲ့တယောက်မထိခိုက်အောင်လို့တဲ့နိုင်ပတ်နိုင်တဲ့အကျယ်ဝန်းကြီးရှိလို့လိုပါတယ်နောက်ခုနကတော့အရေးကြီးဆုံးကတော့ PPE ဝတ်စုံဝတ်ချင်းချွတ်ချင်းအဲ့ဒါအရင်ရေးကြည့်ပါတယ်ပြီးတော့အဓိကတော့ N95 mask ပါ N95 မလုံလောက်တာအပြင်ကို N95 ဘယ်လိုလုံခြုံအောင်တတ်မလဲဆိုတဲ့လေ့ကျင့်မှုတွေဟာပွဲမဝင်နေတဲ့အပြင်ကကျင်းပရမယ် drill program ဖြစ်ပါတယ်အဲ့ဒါတော့မလုံဘူးဆိုရင်ကိုယ့်ဟာလည်းကိုယ်ဒုက္ခရောက်ပြီးတော့မမြင်ရပါဘူးလုံးဝမမြင်ရပါဘူးနောက်တစ်ချက်ကတော့ video learning ကိုစိုးတာမရှိမဖြစ် open မှာမရှိမဖြစ်ပစ္စည်းတစ်ခုပါအဲ့ဒါမရှိရင်တော့ကျမတို့လည်းမရှိရစစ်တိုင်ရတာလည်းသိပါတယ်ဆိုတော့ဒါပေမဲ့လို့ video learning ကိုစိုးကနောက်ပိုင်းလည်းကျမတို့မိစည်းတွေပြောတာတော့ essential ဖြစ်ပါတယ်အဲ့တော့အခုလိုမျိုးထည့်ရမယ့်အချိန်မှာမထည့်နိုင်ခဲ့တယ်လို့ကျွန်တော်တစ်ဖွဲ့လုံးဟာအရန်ကိုစိတ်ထိခိုက်ပြီးတော့စိတ်တန်ရပါတယ်အဲ့တော့ဒါသို့တော်လည်းပဲ ventilator တင်ရင်အသက်ရှင်မှလားလို့ဆိုရင်တော့100%လုံးလုံးဝမပြောနိုင်ပါဘူးပုံမှန်လူနာတော့မှ100%မပြောနိုင်တဲ့အချိန်မှာ COVID လူနာဟာ percentage 20% တဲမှာမှ survival rate အရန်နည်းပါတယ်ဆိုတော့ကျမတို့ကဒီလိုမျိုး ICU status တွေကိုအမားတို့ဖောင်ကြီးတွေမှာလုပ်ပေးတာအရန်ဝန်တာပါတယ်ဒါအရင်တည်းကအနေနဲ့တို့အပ်နေတဲ့ပမာဏနဲ့အင်အားကြီးဖြစ်ပါတယ်ဒါပေမဲ့အခုလိုအပ်လာတဲ့ဆိုရင်ဒီမှာအရန်မှုညာပေါ်ပါတယ်သို့တော့အဲ့ဒီရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေထက်ကျမတို့အရန်ရေးကြည့်ရတော့ကျမတို့ရဲ့မိသေးဆရာဝန်အင်အားနဲ့ ICU staff အင်အားဖြစ်ပါတယ်နောက်ပြီးတော့လေ့ကျင့်မှုရှိပါတယ် ICU ကတပတ်နဲ့ training ပေးပြီးတော့အကုန်လုံးကိုစက်တွေကိုရန်ကန်လို့ရပါအောင်ပါအဲ့လိုပဲလူနာကလည်းတပတ်နဲ့ခုတာပြီးပျောက်ကင်းသွားနေမှာမဟုတ်ဘူးအဲ့လိုလူနာမျိုးတွေဖြစ်နေတဲ့အတွက်နောက်စက်တွေကလည်းကုမ္ပဏီမျိုးစုံကလာပါတယ်ပုံစံမျိုးနဲ့ရှိပါတယ်စက်တွေကို familiar လုပ်ဖို့အချိန်ကြီးအများကြီးလိုပါတယ်ဆိုတော့အဲ့ဒါကိုပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျမတို့က ICU ရဲ့လူနာအနည်းဆုံးရောက်အောင်ကျမတို့လူနာတွေကို triage လုပ်ပြီးတော့ assessment လုပ်လုပ်ပါတယ်အဲ့ဒီအတွက် clinical management committee ဟာပြတ်သားပြီးတော့ပုံပြီးချစ်လက်သိပြီးရဲ့management ကိုဆောင်ရွက်ဖို့လုပ်မယ်လို့ကျွန်မယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါလည်းဘုံဘုံကြီးစနစ်ရဲ့ရလဒ်တစ်ခုပဲလို့ကျွန်မထင်ပါတယ်။အုပ်ချုပ်ရေးဆိုင်ရာမှာလည်းဘုံကြီးစနစ်ကြောင့်မလို့ခုနကတော့ ICU စောင့်မှုတွေမှာနှောင့်နှေးရတာမျိုးရှိလို့အုပ်ချုပ်ရေးကုသမှုပိုင်းတွေမှာဆိုလို့ရှိရင်ဒီဥစ္စာ meeting ဖွဲ့လိုက်တဲ့အတွက်ကြောင့်မို့တအိုးစောင့်ရှောက်နေရတာနဲ့ကိုယ်ကလုံး background မှာရှိတဲ့လူကဆက်လို့မရဘူးဖြစ်တာရှိပါတယ်။အဲ့တော့
အဓိကတော့ကိုဗစ်လူနာတိုင်းကမပြင်းထန်ပါဘူးမပြင်းထန်တဲ့အတွက်ကြောင့်မပြင်းထန်တဲ့လူနာကိုဘယ်လိုကုကြမလဲဘယ်အချိန်မှာ critical မျိုးဖြစ်လာပြီးတော့ဘယ်အချိန်မှာ referral လုပ်ကြမလဲဆိုတာကိုဒီတဲ့ပုံလေးချစ်လက်သိပြီးတဲ့လွတ်လပ်တဲ့ကုသမှုခရိုင်တွေချနိုင်မယ်ဆိုလို့ရှိရင်ကျမတို့က ICU ကထိုင်ဆောင်ပြီးတော့ဂျုံတယ်လို့ကျမတို့ခံစားရပါအောင်ပါလေဒါဟိုလုံးနေတာတွေအကုန်လုံးဟာမှန်ပါတယ်ဒါပေမဲ့ကျမတို့ရဲ့တိုင်းပြည်ရဲ့အခြေအနေမှာ ICU တိစောက်တာတခုလည်းနဲ့များတယ်အရင်အရေးချင်းတော့ human resources ပါကျမတို့ဒီမှာ ICU ရှိတယ် intensivist မရှိပါဘူး respiratory therapist မရှိပါဘူး pulmonologist မရှိပါဘူးအဲ့ဒီဟာတွေအားလုံးကိုကျမတို့ဗမာပြည်မှာတကယ်လုပ်နေတာကမြေစည်းဆရာဝန်တွေကလုပ်နေတာဖြစ်ပါတယ်အဲမြေစည်းဆရာဝန်တိုင်းရတယ် ICU ကိုrun နိုင်ပါဘူးမှာဘာဖြစ်လို့လဲဆိုတော့တဲ့ချက်ကတော့ပစ္စည်းလိုအပ်ချက်တွေပါတချို့သော ventilator ရဲ့ CMS ရဲ့ကျမတို့ရှိရလာတဲ့အချိန်မှာတန်ကြီးတိုက်အဲ့တော့အဲ့ဒီဟာတွေအားလုံးအပြင်ကိုအဲ့ဒီစက်တွေကိုကျွမ်းဝင်ရှိအောင်လေ့လာရတယ်ပြီးလို့ရှိရင်အဲ့ဒီစက်တွေကိုအသုံးချနိုင်အောင်စူးစမ်းရတယ်အဲ့ဒီစက်တွေကိုနားလည်အောင်လုပ်ရတာလေဟာအချိန်အများကြီးရှိပါတယ်ပြီးတော့မှအဲ့ဒီစက်တွေကိုကျမတို့နားလည်တယ်လို့ဆရာမကြီးနားလည်အောင် critical care တခုကိုဘယ်လိုစပြီးတော့ပြရမလဲဆိုရင်မန္တလေးနေပြည်တော်ရန်ကုန်ဆေးရုံကြီးများနဲ့မလုံလောက်ပါဘူးမှာ long term မှာဆိုလို့ရှိရင် critical care training ဆိုတဲ့ဟာကအများကြီးလိုအပ်နေပါတယ်ဆရာဝန်တွေရောဆရာမတွေရောဒီခုကိုဗစ်အရေးခင်းကတော့အမပြောလို့ကောင်းကျိုးတွေကိုပြန်ပြီးမယ်ဆိုလို့ရှိရင်ဒီအခုကြာမှ awareness ရလာပြီးတော့ critical care ကို curriculum တွေထဲမှာထည့်နေကြတယ်ပြောရချားနေတယ်ဆိုတော့အဓိကတော့ကျမတို့က prevention ဘက်ပို့ပြီးတော့ investment လုပ်ပြီးတော့ attention ပေးမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ရင်းနှီးမြှုပ်နှံမှုတွေရောအကျိုးရလဒ်တွေရောပိုရနေပါအဲ့ဒါကတော့ community level clinic မှာအမားတို့လည်းလုပ်နေပါဒေါက်တာကျော်မမကြီးနဲ့ဒေါက်တာမောင်ဦးတို့ကရှင်းဦးဒီရဲကောင်းတွေပါပဲတမောနေအမားတို့တွေပါပဲသူတို့ဟာဒီ clinic တွေကိုရဲဝန်စားခဲ့ဖြစ်ပါတယ်ဒါပေမဲ့ရန်ကုန်မန္တလေးမှာလည်းဟုတ်တယ်ဒီတိုင်းဒီတော့ case file ကိုစောစောရှာပြီးတော့စောစောရှာစောစောခွဲစောစောစစ်ပြီးတော့မှကျမတို့လူတွေကိုခွဲချလိုက်တဲ့ဆိုတော့မှကျမတို့ ICU ကိုဝင်နေတော့မှဖြစ်ပါတယ် ICU ကိုဝင်နေဖို့ပြောတာက ICU ဓာတ်ရိုက်တက်တာမပြောတာမဟုတ်ဘူး ICU မလိုဘူးတဲ့ပြောတာမဟုတ်ဘူးဒါပေမဲ့ ICU ရောက်မယ်ဆိုရင်ကျမတို့အောက်ကအရင်နေတော့အဲ့တော့အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ကဒီဆေးရုံတွေမှာ COVID positive လူနာတွေတိုင်းကိုစောစောရှာဖို့လိုရင်များလာတော့မှာပေါ့ဆိုရင်ကျမတို့ private sector တွေနဲ့ကျမတို့ GP sector တွေနဲ့ပေါင်းပြီးတော့မှ MO အဆင့်ကအစနိုင်ငံမှာကျမတမီးကြီးကရောက်နေပါတယ်မှာသူလည်း New York ဆေးရုံမှာintern နေနဲ့သူက first year တက်နေပါတယ်သူတို့မှာ over ဆော့ဖ်ဝဲခွင့်ရှိပါတယ်သူတို့က COVID non severe တွေသူတို့ကိုယ်ဆော့ဖ်ဝဲခွင့်ရှိပါတယ်အဲ့ဒီအချိန်မှာ severe ဖြစ်လာရင်ဘယ်အချိန်မှာ refer လုပ်ရမလဲဆိုတော့သူတို့ကိုယ် assessment လုပ်ပြီးတော့ကိုယ်ဆော့ဖ်ဝဲခွင့်ရှိပါတယ်အဲ့ဒါလည်း centralization နဲ့ feedback တခုလို့ကျွန်တော်ယူဆပါတယ်အခုအချိန်မှာကျွန်တော်နိုင်ငံရဲ့culture ကဘယ်လိုဖြစ်နေလဲဆိုတော့senior worship နဲ့ senior respect မကွဲဘူးဖြစ်နေပါတယ်ဆိုတော့ senior respect ကိုပြောလို့ရှိရင်ကျွန်တော်တို့တင်ပြတဲ့ဆရာဝန်လေးစားချစ်ခင်ရမယ်နဲ့လို့ရမယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်ကိုယ်တော့မလို့လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်တို့ရဲ့ခံစားချက်တွေကျွန်တော်တို့ချင်းယူဆချက်တွေကျွန်တော်တို့စဉ်းစားပုံတွေးခေါ်ပုံတွေကျွန်တော်တို့လက်လက်စားတော့ပဲရှိတယ်လို့ကျွန်တော်ယူဆပါတယ်အဲ့လိုမျိုးကိုကျွန်တော်တို့ clinical training teaching တွေမှာမတွေ့ရပါဘူးကျွန်တော်တို့ကအခုချိန်ကြီး one way ပဲဖြစ်နေပါတယ် one way ပဲဖြစ်နေတဲ့ကြောင့်အကြောက်တရားဟာခိုင်းတဲ့အတိုင်းနဲ့လုံးပါပဲမခိုင်းလို့မလုပ်ဘူးပဲဆိုတာဖြစ်နေတဲ့အကြောင်းအခုချိန်ကြီးကျွန်တော်တို့ရဲ့ professional တွေအကုန်လုံးဟာဂရိတ်ခွင်ထားတဲ့အဆင့်ပဲရှိပါတယ်လမ်းလျှောက်ပါလို့ပြောလို့ရှိရင်သူမလျှောက်တတ်ပါဘူးဘာလို့မှမလုပ်ဘူးအဲ့တော့တင်ယူရမှာပေါ့အဲ့တော့အခုမင်းပြောသွားတဲ့အချိန်မှာဆိုလို့ရှိရင်တချို့ဟာတွေကရေရှည်ကိစ္စတွေဖြစ်ပါတယ်နော်ဟိုစာဒီကျမရေး system တစ်ခုလုံးပေါ့စနစ်တစ်ခုလုံးနဲ့ဆိုင်တဲ့ဟာတွေဖြစ်ပါတယ်တချို့တွေကတော့အခုလောလောဆယ်
COVID နဲ့ဆိုင်တာဖြစ်ပါတယ်တချို့ကတော့ဒီကြားတွေကပေါ့နော်ဟိုစား intensive care ဆိုတာတော့ဒါ COVID ဖြစ်မှသူအထမဟုတ်ဘူးသို့တော်ညာလဲဒါတာမန်လုပ်နေတဲ့အလုပ်တွေနဲ့လက်ဆက်နွယ်နေတာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးဟာနဲ့စရမယ်ဆိုရင်တော့ခုကမိမိပြောသားတဲ့အထက်မှာဆိုလို့ရှိရင်ဟိုဒီနိုင်ငံရဲ့ဘယ်လိုပြောရမလဲယဉ်ကျေးမှုပေါ့နော်ယဉ်ကျေးမှုစံနှုန်းစံထားတွေလည်းသက်ဆိုင်တယ်အဲ့ဒါတွေကတော့နေချင်းကြံချင်းပြောင်းလို့မရဘူးဆိုတာတော့ဒါအလုံးနားလေရမယ်ဒါတစ်ဖြည်းဖြည်းပြောင်းသွားဖို့တော့ကြိုးစားနေတာပဲဥပမာဆိုလို့ရှိရင်ခုနကတော့ intensive care unit ထဲကိုလူများများမဝင်အောင်လို့ပေါ့နော်အစတည်းကနေပြီးတော့ဒီဟာကိုခွဲခြားပြီးတော့သိဖို့လိုတယ်ဆိုတာအဲ့ဒါဒီဆေးရုံတစ်ခုတည်းမှာကဲ intensive care နဲ့ဒီမဆိုင်ဘူးတတိုင်းပြည်လုံးရဲ့ health care နဲ့ဆိုင်တယ်ဒါမှမဟုတ်အခုဆိုလို့ရှိရင်ပြည်သူ့ကျန်းမာရေးပေါ့ public health ကိုအထူးဦးစားပေးနေတာဘာဖြစ်လို့လဲဆိုတော့ tertiary health care သိမ့်မလို့အောင်လို့ public health ကိုဦးစားပေးတယ်ဆိုတော့ public health ကပြည်သူတွေရဲ့ကျန်းမာရေးကရေဘူးအပြင်ပိုပြီးကောင်းနေဆိုလို့ရှိရင်ဆေးရုံတက်ဖို့လူနာတွေလည်းနည်းသွားမယ်အဲ့လိုနည်းသွားခြင်းအပြင်ဆေးရုံတက်တဲ့အခါကျလို့ရှိရင်ဒီဆေးရုံတွေကိုပို့ပြီးတော့အဆင့်မြင့်မြင့်နဲ့ကုသပေးနိုင်တယ်နောက်ခုကပြောတာဟာမှာဆိုရင်လိုအပ်ချက်တွေကတခုကတော့ရုပ်ပိုင်းဆိုင်ရာပေါ့လူပိုင်းဆိုင်ရာဆိုတာဟာဆေးရုံတွေရဲ့အနေအထားဆေးရုံတွေစောက်ပုံပြုပုံဆေးရုံနေဆိုတာလည်းအခုခေတ်လိုအပ်ချက်နဲ့အရင်တော့လိုအပ်ချက်နဲ့မတူဘူးအရင်တော့ခေတ်တော့စောက်ထားတဲ့ဆေးရုံတွေဟာအခုခေတ်ပစ္စည်းပစ္စယတွေနဲ့မသိတော့တာတွေလည်းရှိတယ်နောက်အခုခေတ်မှာပေါ်လာတဲ့ဟိုများလာတဲ့ပေါ့ယောဂါတွေတချို့ကတော့ကိုဗစ်လိုဟာမျိုးကအသက်ပေါ့တချို့ကျတော့ဥပမာဆိုလို့ရှိရင်သွေးတို့စီးကြိုတို့ကယောဂအသက်တော့မဟုတ်ဘူးဒါပေမဲ့ကုပုံကုနည်းတွေအသက်တွေကတော့ပေါ်လာပြီပေါ့အဲ့တော့အဲ့ဒါတွေနဲ့ကိုက်ညီတဲ့ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေလည်းလိုတယ်နောက်ပြီးလေ့ကျင့်မှုဆိုတာဟာဆရာဝန်တယောက်ကိုလေ့ကျင့်ပေးဖို့ဆိုတာဘယ်နှစ်လို့လဲဆိုတာလည်းဒါမျိုးပို့ပြီးတော့သိပါတယ်စကရေကဒီဆေးကြောင်းတက်တဲ့ကဟိုဆေးကြောင်းမှာသင်တဲ့ပုံစံတွေလည်းပြောင်းရတယ်အခုလည်းပြောင်းလာပြီဒီမှာဆိုလို့ရှိရင် simulation နဲ့ဥပမာအဖြစ်ဆို simulation နည်းနဲ့သင်တာဟာဒါအခုမြန်မာနိုင်ငံမှာရောက်လာတာဆိုတစ်နှစ်လောက်ပဲရှိသေးတယ်ပေါ့နော်အဲ့လိုနည်းသစ်တွေနဲ့သင်ရမယ်နောက်နည်းသစ်တွေနဲ့သင်ပြီးတော့အခါကြလို့ရှိရင်ဟိုအခုလက်ရှိပေါ်လာတဲ့နောက်ဆုံးပေါ်လာတဲ့ပစ္စည်းပစ္စယတွေလည်းသုံးတတ်ရမယ်အဲ့တော့ဟိုဒီပညာပိုင်းဆိုင်ရာလည်းပို့ပြီးတိုးတက်လာဖို့လိုတယ်နောက်ပြီးတော့အခုခေတ်ယောဂဖြစ်ပွားမှုတွေရဲ့အခြေအနေကိုလည်းသိဖို့လိုတယ်အဲ့ဒါတွေကလည်းအချိန်တော့နည်းနည်းလိုတယ်ဟိုကိုဗစ်ကတကယ်တော့ကိုဗစ်ယောဂကိုကင်တွယ်ဖို့ကိစ္စကချင်းနိုင်ငံကြီးဖြစ်လာတာအချိန်ပေးပြီးတော့လာတော့မယ်ဟေးဆိုပြီးတော့ဘလူးကမှသတိပေးတာမဟုတ်ဘူးဒီဒီဇင်ဘာမှာစတယ်ပေါ့နော်ဒီဇင်ဘာမှာစတယ်ဆိုတော့ဒီနိုင်ငံမှာ January လဆန်းเนี่ยစပြီးဒီအတွက်တော့စပြင်တာပဲပြင်ပေမဲ့လည်းဒါတောင်မှဒါအချိန်မလုံလောက်ဘူးလို့လည်းပြောလို့ရပါတယ်သို့တော်လည်းနိုင်ငံရဲ့အရင်းမြစ်တွေနဲ့ဟိုရှိတဲ့အချိန်နဲ့ဆိုရင်တော့တတ်နိုင်ဆုံးတော့လုပ်ထားပေါ့နော်ဒါပေမဲ့ပြည်များတယ်မဟုတ်ဘူးအခုတိတိမ်မှာဆိုရင်လည်းလိုအပ်မှုကတူတူပဲတိတိမ်မှာတယ်နဲ့ပြည်မှာတယ်မဟုတ်ဘူးဒီတိုင်းပြည်လုံးမှာပေါ့နော်အထူးဖြင့်နယ်တွေမှာဆိုရင်နေဆေးရုံတွေမှာဆိုရင်အများကြီးပို့ပြီးလုပ်ဖို့လိုပါသေးတယ်အများကြီးလုပ်ဖို့လိုပါသေးတယ်ဆိုဆေးရုံတွေအမြင့်အဆင့်တန်းနဲ့မြင့်ဖို့လိုပါသေးတယ်နောက်ပြီးတော့ဒီလေ့ကျင့်မှုတွေလည်းပို့ပြီးပေးဖို့လိုပါသေးတယ်အဲ့တော့လေ့ကျင့်မှုဆိုတာတော့ဆေးကျောင်းတွေကစတာပေါ့ဆေးကျောင်းတွေကတင်စတာမဟုတ်ဆေးကျောင်းကိုရောက်သွားတဲ့ကျောင်းသားတွေဟာဟိုအရင်ကျောင်းမှာနေခဲ့ကြတဲ့က9နှစ်လောက်ကစပြီးကျောင်းတက်ကြတဲ့ကဒီကျောင်းအထက်တန်းအောင်ပြီးတော့တက္ကသိုလ်ရောက်လာတဲ့အထိသင်ပုံသင်နည်းစနစ်တွေကလည်းအဲ့ဒီဟာတွေကလည်းစကားပြောပါတယ်အဲ့တော့ဒါပညာရေးစနစ်တစ်ခုလုံးနဲ့ဆိုင်တယ်ပညာရေးစနစ်တစ်ခုလုံးရဲ့နောက်ွယ်မှာဆိုရင်လူမှုရေးစနစ်တစ်ခုလုံးနဲ့ဆိုင်တယ်နိုင်ငံရေးစနစ်တစ်ခုလုံးနဲ့ဆိုင်တယ်အဲ့တော့နိုင်ငံတစ်နိုင်ငံရဲ့ကဏ္ဍတစ်ခုဆိုတာတနိုင်ငံလုံးနဲ့ဆိုင်တယ်ကျမရေးကဏ္ဍဆိုပြီးတက်တက်ပဲကြည့်လို့မရအောင်ကျမရေးကဏ္ဍကဘာနဲ့ဆက်နွယ်နေလဲဆိုပညာရေးကဏ္ဍနဲ့ဆက်နွယ်နေတယ်နောက်ပြီးလူမှုရေးကဏ္ဍတွေနဲ့ဆက်နွယ်နေတယ်အဲ့ဒါတွေအားလုံးကိုတော့တစ်ချိန်တည်းမှာဟိုတက်ညီလက်ညီပြင်သွားဖို့ဆိုတာတော့တော်တော်ကြိုးစားရပါတယ်ဟိုချက်ချင်းလဲနေချင်းကြချင်းလဲအောင်မြင်မှာမဟုတ်ပါဘူးအခုဆိုလို့ရှိရင်ဒီကိုဗစ်ယောဂါနဲ့ပတ်သက်လို့ဆိုရင်တွေ့တဲ့နေရာတွေမှာပို့ပြီးတော့ view site ကြတာပေါ့နော်အခုပြည်စေးဟိုမှာတိတိမ်မှာကလေးမှာဒါတော့လည်းသဘာဝကြပါတယ်ဘာလို့ဆိုတော့ဒီအချိန်မှာရှိတဲ့အရင်းမြစ်တွေကိုဒီတိုင်းပြေလို့ဖြတ်ပြီးတော့သုံးလိုက်လို့မဖြစ်ဘူးဒါကြောင့်မလို့အခုဖောင်ကြီးမှာလုပ်တယ်နောက်ဘွေပါကြီးတို့တောင်ဥက္ကလာတို့ပို့ပြီးတော့ဦးစားပေးတယ်ဆိုတာဟာအဲ့ဒီနေရာတွေကိုဦးစားပေးခြင်းလို့အဲ့ဒီနေရာတွေကိုမျက်နှာလိုက်ခြင်းလို့ဆိုတဲ့အဓိပ္ပာယ်နဲ့မဟုတ်ဘူးအခြေခံကရှိပြီးသားဆိုတော့ပို့ပြီးတော့လိုရတာမြန်တယ်ပို့ပြီးတော့
အကုန်ကြလဲပုံနေတယ်ပေါ့အဲ့ဒါလည်းထည့်တွဲရသေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုဗစ်ရောဂါအတွက်ရုန်းကန်နေတဲ့အခါမှာဒီရုန်းကန်မှုအတွက်ကိုဗစ်ရောဂါဆင်ခေါ်မှုတွေကိုမျက်နှာချင်းဆိုင်မှုအတွက်လိုအပ်တဲ့အရင်းမြစ်တွေကိုလည်းရှာရတယ်တနိုင်ငံတော်ကပဲရှာရတာပေါ့တချို့ဟာတွေကတော့ကိုယ်ဘာနာတွေကသုံးရတယ်တချို့ကြတော့လည်းနိုင်ငံတကာအလှရှင်တွေကနေပြီးတော့ပေးတာလည်းရှိတယ်ဒါပေမဲ့ဒီနိုင်ငံအတွက်အားရဆုံးကောင်းတာကတော့အားရဆုံးကိစ္စကတော့ကိုယ်နိုင်ငံအတွင်းကအလှရှင်တွေကအင်တာပံ့ပိုးတယ်ဒါကတော့ကမ္ဘာလုံးမှာဘယ်နိုင်ငံမှဒီလောက်အထိပံ့ပိုးမှုမရှိဘူးလို့ရဲရဲကြီးပြောလို့ရတယ်ဘယ်နိုင်ငံမှဒီလိုပြည်သူတွေကနေဝိုင်းဝန်းပြီးတော့ကိုတတ်နိုင်သမျှပေါ့နော်ချမ်းသာကြွယ်ရတဲ့လူတွေကလည်းချမ်းသာကြွယ်ဝဒါနဲ့အလျောက်ပေါ့ဥပမာဆိုလို့ရှိရင်တိတိစေးုံအခုလုံးကိုတာဝန်ယူပါမယ်ဆိုပြီးတော့ပြောနိုင်တဲ့သူတွေရှိတယ်လို့ချမ်းသာကြွယ်ဝမှုတလောက်မရှိတဲ့သူတွေကသူတို့တတ်နိုင်တဲ့လောက်ထောင်ကနာပဲဖြစ်ဖြစ်တောင်းကနာပဲဖြစ်ဖြစ်သူတို့လှူနိုင်တဲ့လောက်လှူကြတယ်အဲ့လိုလှူနိုင်တဲ့လောက်လှူကြတယ်ဆိုတာလေဒါဒီတိုင်းပြည်ရဲ့အင်အားပဲအဲ့တော့အခုမင်းပြောသားတွေအားလုံးဟာဒီအစိုးရရဲ့အမြင်နေနဲ့လည်းဘာမှမကွာပါဘူးဒီလိုပဲကျမကြီးခန္ဓာကိုဖြင့်တင်ရမယ်ဖြင့်တင်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာလိုတယ်နောက်ပြီးလေ့ကျင့်မဲ့အင်းပိုင်းဆိုင်ရာလိုတယ်နောက်ပြီးတော့ယဉ်ကျေးမှုပိုင်းဆိုင်ရာလည်းပြုပြင်ရမယ်ဆိုတာတွေလည်းသိပါတယ်ဒါပေမဲ့ယဉ်ကျေးမှုပိုင်းဆိုင်ရာပြုပြင်ရမယ်ဆိုတော့အဲ့ဒီဘက်မှာကြာရတော့အပေါင်းလက္ခဏာအနှုတ်လက္ခဏာရှိတာပေါ့နော်ပို့ပြီးတော့ပြောရဲဆိုရဲအောင်လို့ပို့ပြီးတော့အထက်ကပြောတဲ့အတိုင်းပဲအလုံးလက်ခံမယ်ဆိုတဲ့စိတ်တဲ့ကိုမှကောင်းတဲ့အကြံဉာဏ်တွေရှိလို့ရှိရင်ကိုယ်မှမေးချင်တာတွေရှိလို့ရှိရင်ပြောရေးဆိုရအောင်လို့ဒါတွေကနေတစ်ဖက်ကနေလေ့ကျင့်ပို့ပဲလို့တယ်နောက်တစ်ဖက်ကနေကြတော့ဒီနိုင်ငံရဲ့ဒီယဉ်ကျေးမှုရဲ့ကောင်းတဲ့အချက်ကလေးတွေကိုလည်းဆက်ပြီးတော့ထိန်းသိမ်းထားဖို့လိုတယ်ဥပမာဆိုလို့ရှိရင်တားပြောသွားတဲ့အခါမှာတိတ်ပြီးတော့ဒီစေယုံကတိတိစေယုံကဝန်ထမ်းတွေရတယ်နွေးနွေးထွေးထွေးရှိတယ်ပြုစုတဲ့နေရာမှာဂရုဏာပါတယ်ဆိုတာဒါဟာလဲဒါကျမတို့ယဉ်ကျေးမှုရဲ့အာသံချက်တစ်ခုပါပဲဒီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီလိုနှွေးထွေးမှုမရှိဘူးပေါ့နော်သတင်းတွေမှာကြားရတာဆိုရင်ဒီဘိုးဘွားရိတ်တာတွေကိုပြစ်ပြီးတော့ကိုဗစ်ဖြစ်တဲ့ဘိုးဘွားရိတ်တာတွေကအဖိုးတွေအဖွားတွေကိုပြစ်ပြီးထွက်ပြေးသွားတဲ့ဝန်ထမ်းတွေထားပစ်ခဲ့တာနောက်တော့မှတွေ့လို့အားလုံးကနေပြီးတော့တခါတည်းတုံ့လှုပ်သွားတယ်ပေါ့နော်ဒီလိုပဲဒီကိုမကြည့်နိုင်တဲ့အကာအကွယ်မဲ့ကိုခိုးရမဲ့ဘိုးဘွားတွေကိုဒီလိုပဲပစ်ပြီးထွက်သွားကြသလားပေါ့နော်ဒီလိုကျမရေးဝန်ထမ်းတွေဆိုပြီးတော့ပုဂ္ဂလိကဘိုးဘွားရိတ်တာပဲဖြစ်ဖြစ်ဒီလိုလုပ်ကြသလားဆိုပြီးတော့တုံ့လှုပ်ကြရတယ်ဒီနိုင်ငံမှာတော့ဒီလိုမဖြစ်ကောင်းဘူးလို့ကျွန်မထင်ပါတယ်ဒီလိုဖြစ်နေမဲ့အနေအထားမှာဆိုရင်ဝမ်းဝင်းပြီးတော့ကူညီကြမဲ့စေတနာရှင်တွေရှိတယ်နောက်ကျွန်တော်တို့ကျမရေးဘက်ကဝန်ထမ်းတွေကလည်းဝင်လုံးမှာပဲကြောက်နဲ့ဝင်လုံးမှာပဲအဲ့တော့ဒီဟာတွေကတော့ကိုယ့်ဘက်ကအာသံချက်ပေါ့အဲ့တော့အာသံချက်တွေကိုပို့ပြီးတော့အင်အားဖြည့်ပေးရမယ်နောက်တစ်ဖက်ကအာနိချက်တွေကိုကြော်လွှားရမယ်ဒီအာနိချက်တွေကိုတဖြည်းဖြည်းရှင်းပြရမယ်ဒါပေမဲ့တစ်ခါလေတဖြည်းမဖြစ်ဘူးအများလုပ်ဖို့လိုတာတွေဖြစ်လာတယ်အခုကိုဗစ်လို့ပေါ့အခုကိုဗစ်လို့အများဖြစ်လောက်ရမယ့်အခြေအနေဖြစ်လာတယ်ဆိုတော့လေအဲ့ဒါလေတနည်းအားဖြင့်ဒါဟာအကျိုးရှိတယ်လို့ပဲပြောရမှာပေါ့ဒီကိုဗစ်ကြောင့်မလို့ ICU တွေဘယ်လောက်လိုအပ်တယ် ICU တွေဆိုတာဟာတနေရာနှစ်နေရာမှာရှိလို့တယ်မလုံလောက်ဘူးဒီတိုင်းပြည်လုံးမှာရှိဖို့လိုတယ်ဆိုတာနောက်ပြီးတော့ပြည်သားတွေကလည်းဒီနိုင်ငံကကျန်းမာရေးစောင့်ရှောက်မှုတွေရုံးကောင်မှုဘယ်လောက်လိုသေးတယ်ဆိုတာလည်းပို့ပြီးတော့နားလည်လာတယ်ပို့ပြီးတော့လည်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလာတယ်အဲ့တော့လူမျိုးတို့ဆိုလို့ရှိရင်ဟလာအခုကုသတဲ့လူတွေဘက်ကအခက်အခဲတွေကိုပြောပြနောက်ပြီးတော့ဘယ်လောက်သတိထားဖို့လိုတယ်ဆိုတာဥပမာဆိုရင် PPE ဝတ်စုံဝတ်ပုံချုပ်ပုံတချို့တွေကဒါတွေကိုစဉ်းစားမိတာမဟုတ်ဘူးဟိုမျက်နှာဖုံးဝတ်ပုံချုပ်ပုံပေါ့နော်တက်လိုက်ဖြုတ်လိုက်လွယ်လေးလို့ထင်တာပေါ့နော်ဝတ်လိုက်ချွတ်လိုက်လွယ်လေးလို့ထင်တာဒါတော့မလွယ်ဘူးလေ့ကျင့်မှုဆိုတာအင်တာလိုတယ်ဒါမှမဟုတ်ဆရာဝန်တယောက်မွေးထုတ်ဖို့ဆိုနှစ်ပေါင်းများစွာကြာတာပေါ့အဲ့နှစ်ပေါင်းများစွာကြာတဲ့ခါကျတော့ဒီနှစ်ပေါင်းများစွာကြာတဲ့ဆရာဝန်တွေကိုမွေးထုတ်လိုက်တဲ့မွေးထုတ်ဖို့အတွက်ဆိုရင်နိုင်ငံကအများကြီးရင်းနှီးရပါတယ်ဒါမှမဟုတ်ဒီနိုင်ငံကနေပြီးမွေးထုတ်ပေးလိုက်တဲ့ဆရာဝန်လေးများဟာနိုင်ငံအတွက်တတ်နိုင်တဲ့ဘက်ကနေပြီးပြန်ပြီးတော့ပို့ပေးစီခြင်းတယ်အခုခေတ်မှာဆိုလို့ရှိရင်အရင်ခေတ်ကနေမတူဘူးပေါ့နော်ကိုဘာကိုဆရာဝန်ဖြစ်လာပြီးလို့ရှိရင်ကိုလုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်တဲ့အခွင့်အရေးတွေအများကြီးရှိတဲ့အခါကျတော့နိုင်ငံအတွက်ပြန်ပြီးတော့လုပ်တဲ့ဆရာဝန်တွေရဲ့အရေးအတွက်ကနည်းလာတယ်အဲ့ဒီဟာကိုတော့ဒီမှာခွင့်ခါကြုံလို့ပေါ့နော်ပြောချင်တယ်ကိုယ်နိုင်ငံကိုလည်းကိုပြန်ပြီးပံ့ပိုးပါအနှစ်
များစွာမဟုတ်ရင်တောင်မှအနေအချင်းတော့ပြန်ပြီးတော့ပံ့ပိုးစီခြင်းတယ်ဒီနိုင်ငံကချမ်းသာတဲ့နိုင်ငံမဟုတ်ဘူးဒါပေမဲ့လည်းတတ်နိုင်သမျှဒီဆရာဝန်လေးတွေမွေးထုတ်လိုက်တဲ့အခါမှာဆရာဝန်များရဲ့ဆရာဝန်များရှိတဲ့ရှိလိုက်တဲ့ကျန်းမာရေးပညာအဆင့်ရှိအောင်လို့စ조사ပြီးသင်ပေးသွားပါတယ်ဒါပေမဲ့အဲ့ဒီစ조사ပြီးသင်ပေးသွားတဲ့ပညာတွေကိုတတ်နိုင်တော့အနေချင်းတော့နိုင်ငံအတွက်ပြန်ပြီးတော့သုံးစီခြင်းတယ်ဒီဟာကျေးဇူးဆက်တဲ့သဘောပဲနိုင်ငံကိုကျေးဇူးဆက်တဲ့သဘောပဲဒီလိုကျေးဇူးဆက်ရင်းနဲ့ကိုယ့်အတွက်လည်းအကျိုးအများကြီးရှိပါတယ်ဥပမာဆိုလို့ရှိရင်ဒီနိုင်ငံအတွင်းမှာဒီဆေးရုံကြီးတွေမှာဥပမာနေဆေးရုံတွေမှာပေါ့အထူးဖြင့်နေဆေးရုံတွေမှာသွားပြီးတော့အလုပ်လုပ်တဲ့ဆရာဝန်တွေဆိုလို့ရှိရင်မြို့ကြီးတွေမှာအလုပ်လုပ်တဲ့ဆရာဝန်တွေမတွေ့ရတဲ့အတွေ့အကြုံမျိုးနဲ့ရင်ဆိုင်ရတယ်အဲ့ဒါတွေကလည်းသူတို့အတွက်ပညာရတာပဲပညာယူနိုင်တဲ့အခွင့်အရေးတွေပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒါကိုကျမတို့ရဲ့ဆရာဝန်ငယ်တွေစဉ်းစားစေချင်တယ်ကိုကနေပြီးတော့နိုင်ငံတော်ကနေပြီးတော့သင်ပေးလိုက်တဲ့ပညာတွေကိုတတ်နိုင်တဲ့လောက်တော့နိုင်ငံအတွက်အနေချင်းတော့ပြန်ပြီးတော့သုံးစေချင်တယ်ဒီလိုသုံးခြင်းအဖြစ်ကိုယ့်အတွက်လည်းပညာတိုးတယ်ကျမကြီးဥတမှုပညာတိုးတယ်ပေါ့နော်ဘယ်လိုဥတရမယ်ဘယ်လိုယောဂတွေကဒီနိုင်ငံမှာရှိတဲ့ねဒီဟာတွေကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုအဲ့ဒီပညာတွေလည်းတိုးပါတယ်နောက်ပြီးတော့လည်းအများအတွက်လည်းအကျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟာကိုလည်းစဉ်းစားစေချင်တယ်နောက်ပြီးမြင့်လို့ကြောက်တည်ပဲဖြစ်စေမကြောက်တည်ပဲဖြစ်စေပေါ့နော်ကိုယ့်ရဲ့လုပ်ရမယ့်တာဝန်ကိုဖိဖိစီးစီးနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပေးတဲ့ဆရာဝန်တွေသူနာပြုတွေဒီနိုင်ငံမှာရှိတယ်ဆိုတာလေဒါကျမတို့အားလုံးအတွက်ဝန်တာစရာပဲဒါကိုဝိုင်းပြီးတော့ပံ့ပိုးပေးကြမယ်လို့လည်းယုံကြည်ပါတယ်ပံ့ပိုးပေးနေကြပါတယ်နောက်တစ်ခုကပြောကြည့်ခက်မြန်ပြောတော့ဆိုနောက်တစ်ယောက်ကြံသေးတယ်ဟုတ်ကဲ့ပါမဦးစားအဓိကတော့ခုနအမပြောတဲ့ဆရာဝန်တွေကဝိုင်းပြီးတော့ကိုကြီးဖို့တက်တယ်ဆိုတာကိုကြီးနိုင်တဲ့နေရာတွေရှိပါတယ်ရိုးဆရာဝန်တယောက်ကမေးသေးဆရာဝန်တယောက်ကိုဘယ်လိုမှလုပ်ပြီးတော့ပေးနိုင်ဘူးဆိုပေမဲ့ဒီလိုမျိုး community people clinic တွေနဲ့ case finding လုပ်တာတွေ tracing လုပ်တာအဲ့ဒီမှာပြောဆိုရင်ကျမတို့က GP association တွေ other specialty တွေပေါ့အခုမှကျမတို့ရဲ့တကယ် frontier line တွေကကြတော့အရေးပေါ်ဆရာဝန် emergency medical doctor physician တွေနောက်ကျမတို့မေးသေးတွေပြီးလို့ရှိရင် lab technician တွေသူတို့တွေကကျမတို့ကတကယ်ကိုfrontier တွေပါပဲတကယ်ကိုအရေးကြီး high risk ဖြစ်တဲ့သူတို့နေရာတွေမှာတော့သူတို့တခြားလူတွေကဘယ်လိုမှအစားထိုးလို့မရဘူးအဲ့တော့ဒါပေမဲ့အစားထိုးဝင်ရောက်နိုင်တဲ့ဟာတွေက people community fever clinic အဲ့ community fever clinic တွေကိုလဲဝန်းနဲ့ကျမတို့ဝိုင်းရံပေးကြဖို့ကျမတို့လက်ခံရခိုင်ပါတယ် special GP တွေမကဘဲနဲ့ပေါ့နော် specialty နောက်က private sector တွေမှာရှိတဲ့owner တွေရောကျမတို့ ဆေးရုံတွေမှာဝင်လို့တကယ်ပဲကြာချင်ဆိုလို့ရှိရင်သူတို့လည်းအတက်နိုင်ဆုံး private sector တွေမှာ inpatient ထားပေးနိုင်နေတာအဲ့ရသူတွေဆက်ပြီးကြည့်ပေးနေတာအဲ့ဒါတွေကိုချိတ်ဆက်ပြီးဆောင်ရွက်ပေးနေတာအမားတို့အများကြီးကောင်းဖို့တော့တယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒါတွေကအမားတို့လုံနေတာပါခုနကပြောလို့ပြောင်းလဲဖို့အချိန်ကြီးအများကြီးလိုတယ်ဆိုလို့လေကျွန်မစိတ်ထဲမှာမြင်တာအဲ့ဒါတွေကခက်တယ်လို့တော့မဖြစ်နိုင်တာမဟုတ်ဘူးတကယ်လို့ဒါတယောက်ချင်းကကျွန်မတို့အားလုံးရှေ့တလားလောက်ကြီးတိုးပြီးလုပ်လိုက်လို့ဆိုလို့ရှိရင်ဒီကတော့ကျွန်မတို့ရဲ့ process ကြီးကလုံးဝ live ဖြစ်သွားမှာလေကျွန်မယူဆပါတယ်။အဲဒါဆိုကျွန်မတို့မလုံနိုင်တာမရှိဘူးလို့တော့ကျွန်မအဲ့လိုပဲယူဆထားတယ်။အမကိုလည်းတကယ်ယုံကြည်နေပဲကျွန်မတို့တောက်လျှောက်အင်းကြီးကနေစပြီးကျွန်မတို့တောက်လျှောက်တက်တယ်ပြီးလုပ်လာတာ။အဲ့တော့ကျွန်မအမကိုအခုချိန်ကြီးတယ်ကျွန်မယုံကြည်တယ်အမကိုချစ်တယ်ဆိုတဲ့စကားလုံးတော့မလုံလောက်ဘူး။ကျွန်မအမပြောတဲ့စကားလုံးကနားလေပြီးကျွန်မနိုင်တော့နေတိုင်းလုံးပြီးတော့ဖြစ်ပါတယ်။အဲ့ဒီအတွက်ကျွန်မနေရာတိုင်းမှာကျွန်မအတက်ခံဖြစ်ပါတယ်။အဲ့တော့ဒီဟာတွေကိုလည်းကျွန်မလုပ်ဖို့ခံနေတယ်ရန်ကုန်ရဲ့စကားပြောတာ။ကျွန်မသူတို့အားလုံးကိုအရန်ကိုပုံပြခြင်းနဲ့အရန်ကိုသူတို့လည်းဒီတဲ့တူတဲ့ကြောင်းလေးစီ။ဒါနဲ့တစ်ခါကြာရင်တော့ကျွန်မisolate လုပ်တာခံရပါတယ်ဒီအခုကြောက်မှ isolate လုပ်တာခံမဟုတ်ပါဘူးအဲ့တော့ဒါနဲ့ကျွန်မအမကိုကြည့်ပြီးတော့အမတောင်ခံနိုင်တယ်ဆိုရင်ကျွန်မလည်းခံနိုင်ရမယ်အမကကျွန်မချက်ပုံများတယ်ဘုံကိုချမ်းနေတာဆိုရင်ကျွန်မစက်ထမ်းတာပါအခုလည်းကျွန်မလူနာတယောက်အနေနဲ့ပြောရမယ်ဆိုရင်စားဖြစ်ခြင်းမှာကျွန်မမျောလင့်ထားနေတာပဲဘာလို့ IC ကိုပြင်လိုက်တယ်ဆိုကျွန်မဖြစ်မှာအဲ့တော့ဖြစ်နိုင်တဲ့အကြောင်းကိုကျွန်မအားလုံးကိုကျွန်မကိုယ်တိုင်တောင်းပြီး software ဆောင်းပါလေအဲ့ချိန်မှာကျွန်မမဲပေါက်တဲ့အချိန်မှာကြံကြံလို့ရဖို့ပါကျွန်မလည်းနည်းနည်းတော့ shaking ဖြစ်ပါတယ်သို့တော့ but I can do it ပဲကျွန်တော်ဆက်ပြီးတော့မယ်
ဆိုတဲ့အတွက်ကြောင့်ကျွန်မလုံးချရှိရဆက်လို့အဲ့တော့ပထမတစ်ပတ်မှာတော့ကျွန်မလူနာကိုဗစ်လူနာဖြစ်တဲ့ဟာအကုန်ဖြစ်ပါတယ်မှာအသက်ရှူမကျက်တာလို့ကျွန်မအကုန်ဖြစ်ပါတယ်အဲ့တော့အားလုံးကလုံးဝမထနိုင်ပါဘူးဒါကလည်းမပြောချင်ပါဘူးဒါပေမဲ့ second week မှာကျွန်မလည်းတက်ပါပါတယ်ဒါပေမဲ့ test က negative ဖြစ်ပါတယ်တတိယပတ်မှာကျွန်မ positive ဖြစ်ပါတယ်ဒါပေမဲ့ကျွန်မ second week မှာလည်းကျွန်မအိပ်ရတယ်ယောဂလုပ်အဲ့အားလုံးဘယ်သူကအင်အားပေးတာလဲဆိုတော့ကျွန်မအကောင်းဆုံးကံကားပါးနဲ့လုပ်ပြီးကျွန်မလက်ထက်မှာတည်သွားတဲ့လူတွေရဲ့ဒီချင်းတရားကိုရင်ဆိုင်မှုတွေကိုကျွန်တော်ပြန်စဉ်းစားတာကျွန်မတည်ချင်းတရားမျိုးစုံကျွန်တော်တွေ့ခဲ့တယ်ကျွန်မမိဘတွေလည်းတရားမှမရှိတော့ပါကျွန်မမိအမေကရင်ဆိုင်ရောအကောင်းဆုံးရင်ဆိုင်တော့ပါဆိုတော့ကျွန်မ how to die well ဆိုတော့ကျွန်မကျွန်မအများကြီးလေ့လာပါတယ်လူနာတွေကကျွန်မတို့ရဲ့ဆရာတွေပါအဲ့တော့သူတို့ရှိရအင်အားတွေအများကြီးရပါအဲ့ဒီတဲ့ကြောင့်ငါပြန်စူးစမ်းမယ်ဆိုစကြောင်းရစူးစမ်းကျွန်တော်တတိယအမှ positive ဖြစ်တော်နေတယ်ကျွန်တော်တချင်းဆိုနိုင်ပါပြီယောဂလုပ်နိုင်ပါပြီတချင်းဆိုနေမိုးတွေပါကြီးလည်းကနိုင်ပါပြီအဲ့တော့အခုအမနဲ့လည်းစကားတွေအများကြီးပြောနိုင်ပါပြီနိုင်ပါပြီအဲ့ကျွန်မဟိုကျင်းတည်ရဲကျွန်မပြန်ကောင်းလာပါတယ်အဲ့တော့အခု positive ဖြစ်ပေမဲ့လည်းနောက်တစ်ပတ်မှလည်းကျွန်မ positive ဖြစ်နိုင်တယ်လို့ကျွန်မအဲ့တကယ်ယူရတယ်အခုချိန်ထိတတိယမြောက်အထိ positive ဖြစ်နေတဲ့လူတွေကလမ်းမလျှောက်နိုင်ဘူးပါဘူးဘယ်လမ်းမလျှောက်နိုင်ဘူးပါသူကကျွန်မပြောနောက်တစ်ပတ်လည်း positive ဖြစ်နိုင်တယ်အောက်ဆီဂျင်ကသူက90တာလေးရှိအဲ့တော့ကိစ္စမရှိပါဘူးကျွန်မ positive ဖြစ်တယ်ကျွန်မပြန်ကောင်းတယ်ကျွန်မယုံကြည်တယ်အဲ့တော့လူကိုဗစ်ဒုနာတိုင်းဟာမသိပါဘူးကိုဗစ်လူနာတိုင်းကမသိပါဘူးမသိအောင်ဘယ်လိုလုပ်လဲဆို immune တစ်ခုပဲရှိတယ်ကိုဗစ်မှာတိကျတဲ့ကုသမှုမရှိပါဘူးဆရာဝန်ဆရာမအရန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဆရာဝန်ဆရာမရဲ့အပိုင်းရပါလေဆိုစောင့်ကြည့်ရမယ်အကဲဖြတ်ရတယ်အဆုံးဖြတ်ရတယ်ပံ့ပိုးရမယ်စောင့်ရှောက်ရမယ် treatment အနေနဲ့တေချာမရှိပါဘူးအဲ့ကကြတော့ကျမအနေနဲ့ပြောချင်တာတော့တိကျမှုမရှိရင်အချိန်အပိုင်းခြားလိုက်ပြီးတဲ့စီးဟာကျမမထောက်ခံပါဘူးအဲ့ဒီအားလုံးကtrial သဘောမျိုးလည်းဖြစ်နေတဲ့အတွက်ကြောင့်လို့တချို့စီးတွေကိုကျမညှင်းဆန်ပါတယ်အဲ့ညှင်းဆန်တဲ့အတွက်ကြောင့်စူးစိုးပါမှမသိကြဘူးအဲ့တော့အဓိကဘာလဲဆိုတော့ immune ကိုပဲပြန်ကျမတို့ဆို immune ဆိုလို့ရှိရင်ကျမရဲ့တကယ်ကိုတော့စစ်နိုင်အောင်ပြောပါတကယ် positive thinking နဲ့ကုသိုလ်စိတ်ပါလို့ကျမမေတ္တာစိတ်ကုသိုလ်စိတ်အကောင်းမြင်စိတ်ဒါတွေအားလုံးကကိုလုပ်ခဲ့ရတဲ့ပုံစံပြန်စဉ်းစားပါလူတိုင်းသိချင်းတရားမျိုးတွေကျမစီအဖြတ်တန်းသွားတာတွေအားလုံးကျမပြန်စဉ်းစားပါအဲ့ဒီအတွက်ကိုကျမကုသိုလ်စိတ်ယူပါရဲ့မေတ္တာစိတ်အဲ့ဒီအားလုံးကကျမရဲ့အင်အားဖြစ်ပြီးတော့ကျမအင်းကြီးပြန်ကောင်းလာတယ်ဆိုတော့အဲ့ဒီမှာကျမ isolation နဲ့ quarantine မှာဆိုလို့ရှိရင်အများကြီးဝေပါyesစူးစမ်းပြီးလုပ်တာလည်းရှိပါတယ်သို့တော့အဲ့ဒီမှာလည်းဘယ်ဖြစ်လဲဆိုရင်အမေလည်းhouse arrest ကြောက်ပြီးတယ်ကျမအဖေအမေလည်းကြောက်ပြီးတယ်ကျမလည်းအခုဒီလိုမျိုးရှိတယ်ဆိုရင်လည်းလူတိုင်းကတော့အဲ့ဒီအချိန်ကိုခံနိုင်ရရှိနေမှာမဟုတ်ပါဘူးဘာလို့လဲခန်းထဲမှာစကားမပြောရဘူးဘယ်သူမှမတွေ့ရဘူးပြီးတော့ CCTV နဲ့ watch လုပ်တာခံရတယ်လင်းအောင်မရှိဘူးလင်းအောင်ကfluorescent မရှိဘူးနော်ဆိုတော့အဲ့ဒါတွေခံနိုင်ရရှိခြင်းကတော့လူကြောက်နေတယ်မထင်နိုင်ပါဘူးအဲ့တော့အဲ့ဒီအတွက်ကိုကျွန်မကဒေါက်တာစပယ်ဖြူကိုကျွန်မအကြံဉာဏ်ပေးကြည့်ပါအမရဲ့အရင်ပတ်တော့ပြောဦးပါ rehabilitation အတွက်ဘာတွေလုပ်ကြမလဲဆိုပြောဦးပါဆိုတော့ကျွန်မက CCTV ကတစ်ဖက်တက်ပြီးတော့သူတို့စောင့်ကြည့်နေတာသူတို့အထဲကိုလည်း CCTV ပြင်ရလုပ်နေတာကိုမြင်ရတဲ့ဒီသူတို့ကဂရင်မောကနေတစ်ဆင့်သူတို့ interpoint ရှိလာလို့ရှိပါတယ်ဒါပေမဲ့ဂရင်ကနေတစ်ဆင့်ဝေးယူသွားဂရင်ကနေတစ်ဆင့်လမ်းမီတဲ့နေပြောနိုင်ရတယ်ပြီးလို့ရှိရင်ယောဂအစီအစဉ်တွေကိုသူတို့မြင်ရတဲ့ TV line တွေချပြီးတော့နောက်တော့ဒီတရားကိုတချင်းတွေပြီးလို့ရှိရင် breathing exercise နိုင်လို့ပါတယ် rehabilitation department ကနေပြီးတော့ breathing exercise လုပ်ပြတဲ့ video တွေရှိပါတယ်ယောဂတွေရှိပါတယ် exercise တွေရှိပါတယ်တချင်းတွေရှိပါတယ်အဲ့ဒါအကုန်လုံးကtreatment တင်ချာမရှိတဲ့ပုံစံတွေပါအရန်ကောင်းတဲ့ညောင်တော့တွေလို့ကျွန်တော်ပြောကျွန်မဒီတိုင်းပဲစူးစမ်းလာတာဖြစ်ပါတယ်ဆိုတော့အဲ့အရာတွေဟာကျွန်မကတော့ပြောလို့ ICU မလိုဘူးလို့ပြောတာမဟုတ်ဘူး ICU ထက်လည်း ICU လိုပဲ attention ပေးပြီးတော့နည်းနည်းပိုအားထည့်ပြီးလုပ်နေဆိုလို့ကျွန်တော်အပြည့်အစည်းဆုံးနေပြီးတော့လူပင်ပန်းစိတ်ပင်ပန်းနေပြီးinvestment နေပြီးတော့
ညီညွတ်တဲ့အားကိုယူလိုက်လို့ဆိုတော့ကိုဗစ်မှာအများကြီးအထွက်မယ်ဒီမှာ အဲ့တော့အဓိကတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာကုသမှုကိုနည်းနည်းပို့ပြီးတော့အားဆိုင်ရမယ်ပေါ့အဲ့ဒါတော့လုံးဝမလည်းသဘောတူပါတယ်ဘာဖြစ်လို့နောက်ဆုံးခက်ခဏပဲပြောတယ်လူနာကိုတကယ်တော့နောက်ဆုံးကလူနာကိုယ်တိုင်ရပဲပြန်ကုရတာပဲဒီဆရာဝန်တွေတူနာပြုတွေကသူတို့အထောက်အကူပဲအဝင်းရမယ်နောက်ဆုံးကျတော့လူနာကကိုပြန်ကုချင်တဲ့စိတ်ဓာတ်ရှိမှကိုပြန်တက်တာနိုင်တယ်ကိုကောင်းလာနိုင်တယ်ဆိုရယုံကြည်မှုရှိမှသာလေဒါဟာဟိုဖြစ်မြောက်မှာပဲအောင်မြင်မှာပဲအဲ့ဒါကြောင့်မလို့စိတ်ပိုင်းဆိုင်ရာကုသမှုကအင်တာမအရေးကြီးတယ်ဆိုတာကိုအမြဲပဲပြောမှုပါတယ်အဲ့တော့အခုမိမိပြောတဲ့အထက်မှာဆိုလို့ရှိရင်လူနာကတိတ်ပြီး isolated မဖြစ်အောင်ပေါ့နော် isolation မှာထားပြင်မဲ့ isolated မဖြစ်အောင်လုပ်ပေးဖို့ဆိုတာအဲ့ဒီဟာကိုအလုံးဝိုင်းစဉ်းစားကြဆိုအဲ့ဒီဟာမှလည်းအလူရှင်တွေကတော့အရေးကြီးတယ်နော်အဖြစ်ဒီလိုဟာမျိုးဟာနိပညာကိုလည်းအကူရတာဟိုဘက်ဒီဘက်နဲ့ contact ရှိအောင်လို့ရှိရင် isolation နည်းသွားအောင်လို့အဲ့တော့အခုနားထောင်နေတဲ့ပြည်သူတွေတဲ့ဆိုလို့ရှိရင်စိတ်ဝင်စားနဲ့ပံ့ပိုးခြင်းတဲ့လူတွေလည်းရှိမှာပါအဲ့တော့မြင်းပြောသွားတဲ့ဟာတွေကလည်းအကျိုးဖြစ်ရမှာပါဒီလို video conferencing လုပ်တဲ့အခါကြလို့ရှိရင်ပြောသွားတဲ့ပြည်သူတွေရဲ့စကားတွေဟာအများကြီးထိရောက်မှုရှိပါတယ်တခြားလူတွေကပို့ပြီးတော့အခြေအနေတွေနားလည်လာတယ်ငါတို့ဘယ်ဘက်ကနေပြီးတော့ကူညီနိုင်လဲဆိုတာကိုစဉ်းစားလာကြတယ်အဲ့စဉ်းစားလာခြင်းအပြင်အဲ့ညီညွတ်မှုပူးပေါင်းဆောင်ရွက်မှုကအင်တာမှာတက်လာတယ်အဲ့ဒါကြောင့်မလို့ခုစောစောပြောတာပေါ့ဒီကိုဗစ်ဖြစ်ရတာတောင်မှအကျိုးပြုနိုင်တဲ့အခြေအနေတစ်ခုကိုရောက်လာတယ်လို့ခံယူလို့ရပါတယ်အဲနောက်ဆုံးပြောမှာတော့ကိုကျော်လင်းထက်ကဒီထဲမှာအငယ်ဆုံးပေါ့နော်အငယ်ဆုံးတော့ပြီးတော့negative ဆက်တိုက်ဖြစ်သွားပြီလို့ပြောတယ်အဲ့တော့အနေနဲ့အဲ့ဒီတော့ကြတော့ negative ဖြစ်သွားပြီ negative က3ခါရှိပြီသားဟိုဟာ2ခါရှိပါပြီမေဟုတ်နှစ်ခါရှိပြီဆိုတော့ကောင်းတော့ပေါ့နော်နောက်တစ်ခါပြန်စစ်လို့ရှိရင် negative ဖြစ်ပါစေလို့ဆုတောင်းပါတယ်အဲ့တော့ဒါအနေနဲ့အခုဖြတ်သန်းလာတဲ့ဒီ covid နဲ့လက်တွဲပြီးဖြတ်သန်းလာတဲ့အခြေအနေကိုဘယ်လိုများမြင်ပါလဲရှေးဥစွာပေါ့အမေစုနဲ့တကွာပေါ့နော်ဟာကျေးဇူးရှင်ဝင်ကြီးတွေပြီးတော့ကျမကြီးဝန်ထမ်းတွေအားလုံးကျွန်တော်ဒီညနေပြီးတော့အားပြီးတော့ကျွန်တော်ဗျဟုတ်အခုကျွန်တော်ကနေကလေးနှစ်ခါထွက်ပြီးတဲ့အချိန်မှာအခုhotel quarantine နှစ်ပတ်နေရပါသေးတယ်နေပြီးတော့အခုတော့အိမ်မှာ home stay quarantine ပေါ့တလားနေရပါဆိုတော့negative ဖြစ်ပြီးတဲ့နောက်ယောဂပိုကင်းစင်သွားပြီလို့လည်းဟောပေါ့ဆရာဝန်ကြီးတွေသတ်မှတ်ထားပါတယ်ဗျအခုချိန်နေပါလေဒီလိုမျိုးပြောခွင့်ရတယ်ဆရာဝန်ကြီးတွေကျေးဇူးတွေကျမကြီးဝန်ထမ်းတွေရဲ့ကျေးဇူးတွေအများကြီးကြောင့်ဖြစ်လာတာပါပေါ့ဟုတ်ပြန်ကြမ်းပါပါမေဒါဒီထဲမှာအငယ်ဆုံးဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ဘယ်လိုများခံစားရလဲပို့ပြီးတော့လူငယ်မှုလို့ပို့ပြီးတော့စိုးရိမ်မှုရှိတယ်လို့ထင်သလားဒါမှမဟုတ်လူငယ်မှုလို့ပို့ပြီးတော့ပေါ့ပါရှိတယ်လို့ထင်သလားကိုဘယ်လိုသုံးသပ်လဲโอเคအဲ့ဒါတော့ကျွန်တော်ရဲ့type ပေါ့နော်ကျွန်တော်ရဲ့ပုံစံပေါ့ကျွန်တော်က ACD ရာဆိုလို့ရှိရင် ACD စဉ်းစားတဲ့ထဲကreact လုပ်တဲ့ထဲကပါမယ်လို့ထင်ပါတယ်ခင်ဗျဒီယောဂကြီးစပြီးတော့ကျွန်တော်ရှိမှဖြစ်နေတယ်လို့ပေါ့နော်သူတင်ကြတဲ့အချိန်ကစကြီးမှာတော့ကျွန်တော်လည်းကြောက်တာပေါ့နော်ဒီယောဂဖြစ်လို့ရှိရင်စေဝါလည်းမရှိပါဘူးခင်ဗျဘလို့ပျောက်ကင်းအခုမလဲဆိုရင်ဒီလမ်းလည်းမရှိသေးတော့အားငယ်ပြီးစိုးရင်လည်းစိတ်တွေကဖြစ်လာတာပေါ့ဟုတ်ဒါပေမဲ့ဒီယောဂတခုတည်းတော့ကျော်လွှားနိုင်မယ်ဒီလမ်းကမိကပြောသလိုပါပဲကိုယုံကြည်မှုဝေးပြီးတော့ motivate လုပ်ရပါတယ် self motivation လုပ်ရပါတယ်ခင်ဗျဟုတ်အဲ့တော့ကျွန်တော်စပြီးတော့ဖြစ်ချင်းမှာတော့ကြောက်လန့်နေမြင်တယ်ကိုပြန်ပြီးတိဆောက်ရပါတယ်နောက်ဆုံးကိုရဲ့ immune system ကောင်းပေါ့ခန္ဓာကိုယ် resistant ကောင်းကိုစားခြင်းနဲ့အစားတောက်တွေပေါ့နော်
စားတော့ဒီစားဖြစ်သွားတော့ကျွန်တော်ဟိုဂရင်းပြတ်တဲ့ဟာတို့အနမ်းမရတဲ့ဟာတို့ဘယ်များဖြစ်တဲ့ပုံစံယောဂ symptom တွေပြဖြစ်တော့ကျွန်တော်အစားလည်းမဝင်ဘူးဗျအစားလည်းစားလို့အဆင်မပြေဘူးအဲ့မဲ့ဟိုခန္ဓာကိုယ် resistance ကောင်းမှုတော့ဆိုတော့ဒီအစားဝင်အောင်စားရဲဆိုတော့ကျွန်တော်ကိုစားခြင်းမဲ့စားတော့တွေကိုဒီကစဉ်းစားပြီးတော့နေ့စဉ်ကိုဘာစားခြင်းလဲဆိုစားဝင်ဖို့ပဲဟိုအဓိကထားပြီးတော့စားပါတယ်ဗျပြီးတော့ဆရာဝန်ကြီးတွေညွှန်ကြားတဲ့ဆေးတွေတွင်းနေဆေးတွေတောက်တယ်ပေါ့နော်ဟုတ်ပြီးတော့ဟို motivate ဖြစ်ဖို့တော့ဒီဟာတာကလေးတွေကြီးတယ်ချင်းနားထောင်နေပြီးတော့ကျွန်တော်ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဝေဒီထွက်လေးတွေရှုတယ်ပေါ့နော်အသက်ရှုဖို့ပုံမှန်လေးဖြစ်အောင်ပေါ့ဆိုဒီနေ့စဉ်လှုပ်ဖြစ်ခဲ့ပါတယ်လှုပ်ဖြစ်ခဲ့တဲ့ဟာမှာရနာသုံးပါးကုန်ကျေးဇူးလည်းပါပါတယ်ဗျဟုတ်negative နှစ်ခါထွက်ပြီးတော့ဒီဖြေးနဲ့ပြန်ပြီးတော့ကျမ်းမာလာတာပါဆိုလို့ရှိရင် negative နှစ်ခါစတိုက်ထွက်တယ်ဆိုလို့ရှိရင်ဒါယောဂပျောက်ကင်းတယ်ဆိုပြီးတော့သတ်မှတ်ကြရဲတော့ဒီခုနပြောခဲ့ဟာလေးနေ့စဉ်လုပ်တဲ့အကျိုးကျေးဇူးကြောင့်လေဆရာဝန်ကြီးတွေပေးတဲ့စေဝါတွေကြောင့်လေကောင်းလာလို့ပြောပါတယ်ဗျ home quarantine ကိုပြန်ရောက်တဲ့ခါကျတော့ဒီဆေးရုံကနေမတူတော့ဘူးပေါ့နော်မတူတဲ့ခါကျတော့ home quarantine ပြန်ရောက်တော့စိတ်ပူပြီးတော့သက်သာလာလားနောက်ပြီးတော့ဒါဟိုမိသားစုတွေရောတကယ်ယောဂကူးမှာကိုစိုးရိမ်တာတွေရှိတယ်မိသားစုတွေကတော့အဲ့လိုမျိုးမရှိပါဘူးခင်ဗျပြီးတော့ကျွန်တော်လည်းဖြစ်နိုင်တော့ကျွန်တော်ခံနေလို့နေပါတယ်ဗျမိသားစုတွေကလည်းအားလုံးဒီလိုမျိုးဒီယောဂကိုကြောက်ကြရဲဆိုပေမဲ့သူတို့အနေနဲ့ဒီလို isolate လုပ်တာတို့သူတို့ရှိကိုယောဂကူးစက်မှာတို့အမျိုးတွေမဖြစ်ကြပါဘူးအခုကတော့ကျွန်တော်ကnegative လည်းဖြစ်သွားပြီယောဂပိုးလည်းကျွန်တော်ရှိမှမသိတော့ဘူးလို့သတ်မှတ်တယ်သူတို့အနေနဲ့လည်းထွေထူးတော့စိုးရိမ်ပူပန်နေတဲ့ပုံရှိပါဘူးအဲ့ဒါအင်အားတွေဖြစ်တယ်ပေါ့ home quarantine မှာပြန်နေရတာမိသားစုနဲ့နေရတာဖြစ်ပါတယ်ခင်ဗျဟုတ်ကျွန်တော်သားလေးနှစ်ယောက်ရှိပါတယ်ဗျအော်သားလေးတွေဒီမှာရှိနေလားပါလာလားသားပါလာရဲ့ဟုတ်အခလေးတွေကတက်တော့ရှိအကြီးလေးက8နှစ်ပါခင်ဗျငယ်က3နှစ်ပြည့်တော့ပါဗျငယ်လေးကလည်းဒီမှာပဲမွေးတာပါခင်ဗျမန္တလေးကမြို့ဒုက္ခဆေးရုံမှာပဲမွေးတာပါခင်ဗျအဲ့တို့ကနားလေလားဒီ covid နဲ့ပတ်သက်လို့ဘယ်လိုနားလေလဲကလေးတွေကအငယ်လေးကတော့နားမလည်သေးဘူးဗျသူစကားလည်းမပြောတတ်သေးတော့သူကတော့ဘာမှမသိရှာဘူးပေါ့နော်အကြီးလေးကနားလေဘောလေးတော့နားလေစာပြနေပါပြီသူကတော့စာပိုင်းမှာကျွန်တော်တို့ကကျွန်တော်အမျိုးသမီးက quarantine နေလိုက်ပြီးတော့နေရတဲ့အတွက်သူတို့မခွဲစဘူးပေါ့နော်တော်ကြာခွဲရတဲ့အတွက်သူတို့အကြီးလေးကတော့ဒီယောဂအဖေးမှာဖြစ်တယ်ပေါ့နော်နေမကောင်းဆိုတာတော့သိပါတယ်နားလည်ပါတယ်ဟုတ်အဲ့တော့ညဆို quarantine မှာနေရတဲ့ခါကျတော့ကလေးနှစ်ယောက်ကိုအဖိုးဖွားတွေကကြည်ထားတာဟုတ်ကဲ့ဖွားရှိပါတယ်ဗျအဖွားရဲ့တော့လေးရှိပါတယ်ဗျအိမ်မှာအဖွားတွေကအလိုလိုက်လို့သားတို့အခုပြန်ထိန်းလို့ကောင်းရရလားအခုတော့အဖွားတယ်လို့လိုက်တယ်ငယ်လေးဆိုလို့ရှိရင်အဖွားကချစ်တယ်လေချစ်တယ်ဆိုကျွန်တော်တို့ပြန်လာတော့မှဒါအင်းသူကြကြတော့မဖြစ်ပါဘူးမြတ်သူအဖွားနဲ့နေရအောင်သူကလည်းသိပြပါတယ်အဖွားနဲ့ပူပရနီးဆက်သွားတဲ့သဘောပေါ့ငယ်ငယ်လေးဆိုတော့လေဟုတ်ကဲ့ဗျအဖွားသေးလေးပေါ့နားလည်းမှုလည်းရှိနေပြီလည်းဖြစ်နေပြီဆိုတော့သူအနေနဲ့ကတော့နေတတ်ပါတယ်ငယ်လေးကိုလည်းသူကလည်းသင်ပြန်ပြီးတယ်ပေါ့နော်အဲ့တော့စစောကပေါ့နော်ဒေါက်တာမင်းမစိန်နဲ့လည်းဆွေးနွေးသွားသလိုပေါ့ပြည်သူနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်ကတော့
အမေရိကန်နိုင်ငံလောက်တော့မရှိသေးဘူးပေါ့ချမ်းသာတဲ့ဖွံ့ဖြိုးတဲ့နိုင်ငံတွေမရှိသေးဘူးပေါ့ဒါပေမဲ့တတ်နိုင်သမျှတော့မျိုးတို့ကလွတ်ပေးနေတာပဲအဲ့တော့ဒါဒီမန္တလေးမှာဆေးရုံတက်ရတဲ့ဟာမှာစိတ်ကျေနပ်မှုရှိရလားစိုးရိမ်မှုတွေရောရှိလားဟုတ်ကဲ့မေဟိုဒီမေကုန်းလေးကိုမေးတဲ့အခါမှာကျွန်တော်ဖြေရတဲ့အခါမှာနည်းနည်း pressure လေးတော့ရှိပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်အခုဖြေမဲ့အနေထားလေးဒီဆောင်နဲ့အနေထားလေးဖြစ်နည်းနည်းကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ကျွန်တော်ကဒီဟာပုံမှာ complaint တက်နေတာမျိုးလဲနားထောင်နေတွေ့ဒါမှမြင်သေးတယ်ပါဒီမှာလိုအပ်ချက်လေးရှိရလေးတွေကိုကျွန်တော်ပြောပြနိုင်မှာကျွန်တော်နောက်မှာဖြစ်လာမယ်ခက်ခဲတွေကိုလည်းအားလုံးထင်တာမြင်တာဖြစ်အောင်ပေါ့နော်အမေလေးကြောက်အောင်လို့ကျွန်တော်ပြောနိုင်မှာဖြစ်တယ်ကျွန်တော်ပြောပါရှိကျွန်တော်စိတ်ရောက်တက်ရတဲ့အချိန်မှာတော့ဒီပေါ့ကန်နွန်ဒီစေးရုံမှာပေါ့မန္တလေးမှာဆိုရင်တော့ကန်နွန်ဒီကအဓိကထားပြီးတော့ဒီကိုဗစ်ကိုဥတဲ့စေးရုံနေနဲ့ရှိနေတဲ့အတွက်ကျွန်တော်ကန်နွန်ဒီစေးရုံမှာတက်ခဲ့ရပါတယ်အဲ့မှာကုခဲ့ရပါတယ်ပေါ့နော်ကျွန်တော်ကုတဲ့အချိန်မှာကျွန်တော် patients တွေနဲ့မန္တလေးမှာလည်းတယောက်တည်းရှိတယ်ပြီးတော့စေးရုံတရုံလုံးမှာလည်း patients တွေနဲ့ကျွန်တော်တယောက်တည်းရှိတာပါအဲ့ဒီဟာအဲ့အနေထားလေးမှာပေါ့နော်ဒီ hospital facility ဘိုင်းလေးကိုကျွန်တော်ရင်ပြောပါမယ်ဗျကျွန်တော်နေရတဲ့ work လေးမှာတော့အခန်း8ခန်းရှိရဗျအခန်း8ခန်းလုံးမှာကျွန်တော်အမြင်ပြောရမယ်ဆိုတော့ပထမဆုံးfacility ပေါ့နော် facility ဘိုင်းလေးလိုအပ်ချက်လေးရှိရလို့ကျွန်တော်မြင်မိပါတယ်ဆိုတော့ဒီကိုရတဲ့ရှင်းလို့toilet တို့ရေချိုကန်တို့ဘာလို့လဲဆိုရေမလာတဲ့ပြဿနာလေးတွေပေါ့နော်ရေမလာတဲ့ပြဿနာလေးတွေဒီ toilet ဆိုလည်းပြတ်နေတဲ့ဘိုင်းလေးတွေရှိနေတော့ကျွန်တော်ဒီရှစ်ခန်းထဲမှာအကောင်းဆုံးဖြစ်မယ်ဆိုတဲ့အခန်းလေးကိုကျွန်တော်ပြီးနေလိုက်ပါတယ်နေလိုက်တယ်ဆိုရင်ဒီမှာကျွန်တော်လိုအပ်မဲ့အသုံးဆောင်ပစ္စည်းတွေပေါ့အသုံးဆောင်ပစ္စည်းတွေကအိမ်ကနေပြီးတော့မှာတာလို့ငယ်ချင်းမိတ်ဆွေပေါင်းတင်နေရှယ်နေပြီးတော့တောင်းလာတော့လည်းဒီလိုစင်ပြီးခဲ့ပါတယ်ဟုတ်ဒါပေမဲ့လိုအပ်တဲ့ပစ္စည်းတွေပံ့ပိုးမှုကြတော့အစင်းနေမဖြစ်တာကိုတွေ့ရပါတယ်ပေါ့ဟုတ်ပြီးတော့ဝန်ထမ်းပိုင်းလေးပေါ့ဝန်ထမ်းပိုင်းလေးတွေကျွန်မလည်းကျွန်တော်ကဒီစားတော့စားတာတို့ဈေးဝါပစ္စည်းဝယ်တာတို့ပေါ့ပြန်ညီမလေးတွေတကယ်ချင်းတွေကိုကူညီတောင်းရတယ်ဗျတောင်းရတဲ့အခါမှာလည်းဝန်ထမ်းမလုံလောက်တဲ့အတွက်တစ်ခါတလေကြာလို့ရှိရင်နေ့လေသာက3နိုင်လောက်မှစားနိုင်လောက်မှစားအဲ့မျိုးလေးဖြစ်ပါတယ်ကျွန်တော်ကအဓိကမေကိုပြောချင်တာကတော့ကျွန်တော်ဒီမန္တလေးမှာဒီယောဂကိုကုနေတဲ့အဓိကဆေးရုံဒီကျွန်တော် patient တယောက်တည်းရှိနေတဲ့အချိန်မှာလိုအပ်ချက်လေးတွေကိုမပေးဒီလိုအပ်ချက်လေးတွေရှိနေရလေးတွေကိုမဖြည့်ပေးနိုင်သေးတဲ့အနေအထားလေးမှာပေါ့နော်ထပ်ပြီးတော့ဒီတော့ကန်ရှိပေါ့နော်ဒါထပ်ပြီးတော့လူနာတွေများလာမယ်ဖြစ်လာမယ်ဆိုလို့ရှိရင်လူရှိနေတဲ့ facility နဲ့လူရှိနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကမလုံလောက်ဘူးလို့ကျွန်တော်မြင်ပါတယ်ခင်ဗျအဲ့လိုပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ဒါကတော့အမေတို့ဒါကြည့်ပြီးလုပ်ပေးရမှာပေါ့ဒါမှန်ပါတယ်ဥပမာဆိုရှင်ပထမဆုံးကိစ္စရေပေါ့နော်ရေဆိုတာဆေးရုံမှာတော့ရေကအင်တာမအရေးကြီးပါတယ်ဘယ်နေရာမှာဆိုရေကအရေးကြီးတယ်ဆေးရုံတစ်ခုမှာဆိုတာတန်ရှင်းရေးနဲ့ပတ်သက်တယ်တန်ရှင်းရေးဆိုတာကျန်းမာရေးနဲ့ပတ်သက်တယ်ဒါတွေကဆက်နွယ်နေတယ်ရေကောင်းကောင်းရဖို့ရေမှန်မှန်ရဖို့ဆိုတာတော့အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်အဲဒါကြောင့်မို့အမေတို့ဒါချက်ချင်းကြည့်ပေးပါမယ်ဒီလိုဘာဖြစ်လို့ဒီလိုအခြေအနေတွေရှိနေလဲဆိုတာနောက်တစ်ခုကလည်းဒီဝန်ထမ်းအင်အားနည်းနေတယ်ဆိုတဲ့ဟာမှာတကယ်တော့လူနာတယောက်ကနေ့လယ်3နာရီမှနေ့လယ်စာစားရတယ်ဆိုတာတော့ဒါတော့နည်းလွန်နေလို့ထင်ပါတယ်အဲ့လိုဆိုလို့ရှိရင်ဒီဝန်ထမ်းအင်အားတွေကမလုံလောက်ဘူးဆိုရင်ဘယ်လိုပုံစံနဲ့ဒီအင်အားတွေကိုဖြစ်ပေးမလဲဆိုတာဒါတော့ချက်ချင်းကြည့်ပေးမှာပါ
ကြည်တဲ့ကြည်ပေးတယ်မှာလေသားပြောသလိုတော့မဖြစ်တော့မရှိစေချင်ဘူးဒါပေမဲ့ပြင်ဆင်ထားရမယ်နောက်လူနာတွေများလာမယ်ဆိုရင်ဘယ်လိုကင်တွယ်မလဲအားလုံးကိုပြည့်ပြည့်စုံစုံကုသမှုပေးအောင်လို့ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါတွေကိုအားလုံးပြင်ဆင်ရမှာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲအခုဆိုလို့ရှိရင်ထိုင်းဘက်ကနေပြီးတော့အမေတို့လူသမားတွေပြန်လာမယ်မှားရတာတော့9,000 နဲ့ 9,000 ကြားမှာပြန်လာလိမ့်မယ်လို့မှားရပါတယ်တိတိကျကျတော့မသိဘူးပေါ့နော်ဒါပေမဲ့ဘယ်လောက်ပဲများကိုယ့်ရဲ့ပြည်သူပြည်သားတွေကိုပြန်ပြီးလက်ခံပါပဲဒါပေမဲ့လက်ခံတဲ့အခါမှာတော့အကောင်းဆုံးတော့ကျန်းမာရေးပြည်စုမှုပေးခြင်းနဲ့ကျန်းမာရေးပြည်စုမှုပေးဖို့မလိုဘာစီနဲ့တော့ဆူတောင်းတာပေါ့နော်ဒါပေမဲ့အမြဲပဲပြောတယ်အကောင်းဆုံးကိုမျှော်လင့်ရမယ်အဆိုးဆုံးတွေပြင်ဆင်ထားရမယ်အဆိုးဆုံးတွေပြင်ဆင်ထားရမယ်ဆိုတော့အခုပြန်လာမဲ့အလူသမားတွေကအင်တာများတဲ့ခါကျတော့ဒီနေစားမှာရှိတဲ့တိုင်းပြည်နယ်တွေမှာထားလို့ပဲမရဘူးကိုယ့်ရဲ့အမိမျိုးကိုပြန်သွားကြရမယ်ပေါ့နော်မြန်မြန်ဆန်ဆန်ပြန်ပို့ရမယ်ပြန်ပို့ပြီးတော့အဲ့ဒီမှာပဲ quarantine လုပ်ရမယ်အဲ့တော့ယောဂပေါ်လို့ရှိရင်အဲ့ဒီမှာပဲကုရမယ်အဲ့တော့ monthly ကပြန်လာတဲ့ပြည်သူတွေဆို monthly မှာပြန်ရမယ်monthly မှာကုဖို့လို့ရှိရင် monthly ဆေးရုံတွေတက်ရမှာပဲဘကိုးကပြည်သူတွေဆိုဘကိုးကိုပြန်ရမယ်ဘကိုးဆေးရုံတွေတက်ရမှာပဲစသဖြင့်ပေါ့အဲ့တော့ဒီတိုင်းပြည်လုံးမှာမေတို့အလုပ်သမားတွေပြန်သွားမဲ့နေရာတွေမှာအလုံးကအဆင်သင့်ရှိနေရမယ်ဆိုတာဒါအမေတို့သဘောပေါက်ပါတယ်အခုသားပြောသွားတဲ့အတွက်လည်းအခြေခံလိုအပ်ချက်တွေဖြစ်တဲ့ရေတို့ဝန်ထမ်းအင်အားတို့အစားအသောက်ကတော့မှန်ကြွေးဖို့ပေးဖို့ဆိုတာဟာကျန်းမာရေးရလည်းအရေးကြီးပါတယ်ဒီကပြောသွားသလိုခန္ဓာရည်ရှိအောင် immune system ကောင်းအောင်ဆိုတာကောင်းစားဖို့မှန်စားဖို့ကောင်းအတတ်နိုင်ဆုံးကိုယ်အင်အားဖြစ်စေမဲ့ပုံစံနဲ့နေနိုင်မှုကအရေးကြီးတယ်အဲ့ဒါအတွက်ပံ့ပိုးပေးဖို့ဆိုတာရုပ်ပိုင်းဆိုင်ရာ facility တွေမကဘူးပေါ့နော်စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်လိုအပ်တယ်ဆိုတော့ဝန်ထမ်းအင်အားလည်းလိုအပ်တယ်ဝေဘာကြီးမှာဝေဘာကြီးဆေးုံကဝန်ထမ်းတွေနဲ့ပြောတော့အဲ့ဒီမှာလူနာတွေအတွက်ဝယ်ပေးဖို့ဈေးဝယ်ပေးဖို့ကိစ္စတွေမှာအခက်အခဲရှိနေတယ်ဆိုတော့ကြားရတဲ့အခါကျတော့အဲ့ဒီဆွေးနွေးမှုပြီးတာနဲ့ we love ရန်ကုန်အဖွဲ့ကနေပြီးတော့သူတို့ဒီဟာတွေကိုတာဝန်ယူပေးပါမယ်ဆိုပြီးတော့စပြီးတော့ကမ်းလှမ်းပြီးတော့ချစ်ချင်းပါပဲအဲ့ဒီနေချင်းပဲကမ်းလှမ်းပြီးတော့အဲ့ဒါလေးလုပ်ပေးပါတယ်အဲ့တော့ဈေးဝယ်တဲ့ကိစ္စတွေကိုတာဝန်ယူပေးမဲ့စေနာရှင်တွေစေနာဝန်ထမ်းတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီဘက်ကိုဆေးရုံကနေပြီးတော့ဝန်ထမ်းတွေကလုပ်ဖို့မလိုဘူးပေါ့ဆေးရုံဝန်ထမ်းတွေကနေပြီးတော့ကုသမှုဘက်ကိုပို့ပြီးတော့ချိန်ပေးနိုင်တာပေါ့အဲ့လိုပဲအမေတို့ကတော့တတ်နိုင်သမျှဖြစ်အောင်လို့ကြိုးစားပါမယ်ဒါကြောင့်တိုင်းပြည်လုံးကပါဝင်ပြီးတော့ကူညီမှဖြစ်မယ်ဒီဟာကတော့ဒီတိုင်းပြည်လုံးရဲ့အင်အားကိုအောက်ကုပြီးတော့လုပ်ရတာပဲနောက်ဆုံးလူနာတယောက်ပြောက်ဖို့ဆိုဒီလူနာပေါ်မှာပဲတည်ဖို့တည်တယ်ဆိုသလိုပဲပေါ့နော်နိုင်ငံတနိုင်ငံမှာဒီလိုပြဿနာကြီးတစ်ခုကိုကြော်လွှားဖို့ဆိုတာနိုင်ငံသူနိုင်ငံသားတယောက်ချင်းပုံမှာတည်ပါတယ်အားလုံးဟာသူ့မှာရှိတဲ့အင်အားတွေသူ့မှာရှိတဲ့အကျိုးပေးနိုင်တဲ့အရေးချင်းတွေကိုသုံးသွားမယ်ဆိုလို့ရှိရင်တော့ဒီစင်ခေါ်မှုကြီးကိုကြော်သွားနိုင်မှာပါနောက်ပြီးတော့အခုဒီနေ့ပြောသွားတဲ့၃ယောက်စလုံးကဆိုလို့ရှိရင်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပုံစံနဲ့သင်ပေးသွားတာဖြစ်ပါတယ်ပထမအဦးဆုံးကတော့ယုံကြည်မှုပဲကိုယုံကြည်မှုကိုဒီယောဂါကိုအနိုင်ယူနိုင်တယ်ဆိုတဲ့ယုံကြည်မှုဘယ်လိုပဲအခက်အခဲတွေရှိနေပါစေဒီယုံကြည်မှုကတော့အရေးကြီးဆုံးပဲအဲ့ဒီယုံကြည်မှုကတော့အကောင်းဆုံးအင်အားပဲအဲ့ဒီယုံကြည်မှုကတော့အကောင်းဆုံး immune system ကိုထောက်ပံ့ပေးမဲ့အရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒါကိုလည်းကျမတို့ပြည်သူတွေကသတိထားစေချင်တယ်ဒါပေမဲ့အခုဘယ်လိုယောဂကိုရင်ဆိုင်ရလဲဆိုတော့သိသွားတဲ့အခါကျတော့မပေါ့ဆဖို့လည်းနားလည်သွားမယ်ပေါ့နေလို့မဖြစ်ဘူးညွှန်ကြားချက်တွေဟာယောဂမကူရေးကိုယောဂမကူဘူးဆိုလို့ရှိရင်ကျန်တဲ့စိန်ခေါ်မှုတွေမရှိတော့ဘူးပေါ့အဲ့တော့ပထမအဆုံးစိန်ခေါ်မှုကယောဂမကူရေးပဲအဲ့ဒါတောင်မှတော်တချို့အတွက်အခက်အခဲဖြစ်တယ်ခွာနေဖို့ကိစ္စကိုတခါတည်းကျတော့တတိမထားမိတာပေါ့အမှတ်တမဲ့နဲ့ဖြစ်သွားတာပေါ့အမှတ်တမဲ့နဲ့မြန်ဖုံးမတက်ဘူးအမှတ်တမဲ့နဲ့သွားပြီးတော့ဒီခွာနေရမယ့်ကိစ္စကိုမေ့သွားပြီးတော့နီးကသွားပြီးတော့နေမိတယ်စသဖြင့်ပေါ့နော်အဲ့ဒါတတိအရာမှာလူသွားတာပေါ့နောက်တစ်ဆင့်ကြတဲ့အခါကျတော့ညွှန်ကြားချက်တွေစီမင်းဂျာမိုင်းနဲ့ပတ်သက်လို့ညွှန်ကြားမှုချက်တွေထုတ်ထားတာတချို့ကြတော့လေတိတ်တခြားမလေ့လာဘူးစိတ်မဝင်စားလို့စိတ်ဝင်စားဆရာမကောင်းဘူးလို့ထင်လို့အချိန်မရှိဘူးနောက်မှပဲဖတ်မယ်နောက်မှပဲနားထောင်မယ်ဆိုပြီးတော့မနားထောင်တာတော့မဖတ်တာတော့ပေါ့နော်အဲ့ဒါစိတ်ဝင်စားမှုမရှိတော့ဘယ်လိုနေရမလဲဆိုတာကိုမသိတာပေါ့အဲ့ဒီဟာကလေကိုပြင်ယူမှရမယ်
အမျိုးကတော့ဒီတိုင်းပြေတော့မှရှောက်ပြီးတတ်နိုင်တဲ့နေရာတွေမှာအော်ပြီးတော့ပါတနေ့9ချိန်အွန်လိုင်းလေးတွေနဲ့ဘယ်လိုနေပါဘယ်လိုထိုင်ပါဆိုတော့ပြောတာပဲအဲ့ဒါတွေကတော့အထီးရောက်ဆုံးလို့မျိုးနားလေတယ်မဖတ်ချင်ဒါမှနားထဲမှာကြားနေရတော့တစ်လုံး10လုံးမဝင်လို့ရှိရင်ဒါမှ6လုံး9လုံးလောက်ဝင်သွားတာပေါ့နော်ထပ်တလဲလဲပြောသွားတဲ့ခါကျတော့လေခေါင်းထဲကိုဝင်သွားတယ်လို့ဒီလိုပဲမျှော်လင့်ရတာပဲဒါလူဖြစ်တာလဲရှိပါတယ်အဲ့တော့အဲ့ဒီဟာတွေကိုလည်းတခါတည်းကျတော့နားထဲဝင်သွားပြီးခေါင်းထဲဝင်သွားရင်တော့မလိုက်နာတာအလည်းရှိတယ်တချို့တွေကလည်းလိုက်နာရမယ်ဆိုတာလည်းသိတယ်လိုက်နာခြင်းနဲ့ဒါပေမဲ့ကိုယ်စိတ်ကိုမနိုင်တာပေါ့ဥပမာဆိုလို့ရှိရင် quarantine နေရတာကိုတချို့အတွက်အင်မတန်မှဝင်ဖို့ရလို့ဖြစ်တယ်လို့အမေနားလဲပါတယ် quarantine မှာကိုမနေခြင်းဘူးquarantine မှာနေရတာပြင်းတယ်ညင်းညူတယ်ညင်းငွေတယ်စသဖြင့်ပေါ့နော်အမေကတော့ပြောပါတယ်3ပတ်ဆိုတော့ဘာမှမဟုတ်ဘူး3ပတ်ဆိုတော့တစ်ခါပြီးသွားတာပဲဟိုဒီခဏလေးကိုကြော်လှတဲ့ခြင်းအဖြစ်မကူသားဘူးဒီယောဂမကူဘူးဆိုရင်အခုသားတို့အားလို့ဆိုရင်ဟလာတလားလောက်တော့အနည်းဆုံးနေရမှာပဲသိုံမှာပြီးတော့3ပတ်ဆိုတော့ဘာမှမလို့လဲ3ပတ် quarantine မှာနေလိုက်ရမယ်ဆိုလို့ရှိရင်ဘာမှမလို့လဲဆိုပေမဲ့နေလေအဲ့လိုနေထားမရှိတဲ့လူတွေအတွက်တော့အင်မတန်မှကြီးမားတဲ့ဝင်ပိုးကြီးဖြစ်ပါတယ်အဲ့တော့အမေအနေနဲ့ပြောချင်တာကတော့ဒီဟာကိုကြော်သွားလို့ရပါတယ်ကိုယ့်ရဲ့အင်အားကိုကိုယ့်ဟာကိုယ်ဆောက်တည်ပါတိဆောက်လို့ရအင်အားဖြစ်အောင်လုပ်ပါဘေးကလည်းမိသားစုတွေကလည်းတယောက်နဲ့တယောက်ကိုအားပေးကြပါခုသားကလည်းအလိုလိုက်ပေးမယ်အဖွားရှိတယ်ဆိုတော့ကလေးတွေတော့စိတ်မပူအောင်ပေါ့ကလေးတွေပဲတစ်ဖက်ကစိတ်ပူနေရမယ်ဆိုလို့ရှိရင်သားအတွက်လည်းမကောင်းဘူးသားရဲ့မျိုးသမီးအတွက်လည်းစိတ်ဓာတ်ကြတော့ပေါ့ဒါမှမဟုတ်အားလုံးတယောက်နဲ့တယောက်ဝိညာဉ်ပေးဖို့ကအင်မတန်မှအရေးကြီးပါတယ်နောက်ဆုံးတော့ကိုတိဆောက်အောင်ပါပဲနံပါတ်1ကတော့ကိုပဲအတ္တဟိအနောမနာထောမိမိကိုယ်သာကိုယ်ွယ်ရမိမိကိုယ်သာအကိုရပေါ့နော်ဒါတော့ကိုယ်ကိုအကိုရနံပါတ်2ကတော့ကိုယ်အတိုင်းဝိုင်းကိုယ့်ရဲ့အတိုင်းဝိုင်းကနေပြီးတော့ကိုယ့်ကိုပေါင်ပိုးပေးဖို့ဟာအင်တာမအရေးကြီးပါတယ်အဲကြောင့်မလို့ကျမတို့ရဲ့ပြည်သူပြည်သားတွေအားလုံးကိုယ်လည်းယုံကြည်မှုရှိပါကိုယ်လည်းအမှန်ကန်ကန်နေနိုင်အောင်လို့တည်ဆောက်ပေးပါနောက်ပြီးတော့တယောက်နဲ့တယောက်ကိုလည်းအားပေးပါနှွေးထွေးမှုပေးပါစေနာနဲ့တတ်နိုင်တဲ့ဘက်ကလုပ်ပေးပါအဲ့လိုလုပ်ပေးမယ်ဆိုလို့ရှိရင်ဒီနိုင်ငံကဘယ်လောက်ပဲအရင်းအမြစ်နဲ့ပတ်သက်ပြီးတော့လူသားအရင်းအမြစ်ကနေအစပေါ့နော်ဟိုရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်အဆုံးအားနည်းနေတဲ့အခြေအနေမှာပဲရှိနေပါစေဒီဟာတွေအလုံးကိုကျော်လွှားနိုင်မယ်လို့ယုံကြည်တယ်လို့ပြောပြစေအဲ့တော့အလုံးကိုလည်းအားပေးခြင်းနဲ့မေတ္တာရဲ့အများကြီးပို့တယ်မေတ္တာရဲ့အင်အားနဲ့မေတ္တာရဲ့တကူနဲ့အများဆုံးကျမ်းမာလာကြပါစေကျမ်းမာလာတဲ့အတူစိတ်ချမ်းသာကြပါစေနှလုံးစိတ်ဝင်အေးချမ်းကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဒီနေ့ဆုနေပြပါစေအမေကျေးဇူးတင်ပါတယ်အမေ